မိဘတွေဆွေမျိုးတွေအစင်ဆက်ကွာတည်ရမလားဘယ်တော့မှကိုကကောင်းမွန်တဲ့ကြီးမားတဲ့အရာတွေနဲ့မထိုက်တန်ဘူးဆိုတဲ့ brain wash လုပ်ထားတာမဖြစ်နိုင်ဘူးလို့ပဲ brain wash လုပ်ထားတယ်ဒါကြောင့်မို့လို့အဲ့ဒီဟာကိုကျွန်တော်အုံလုံးမှာအဲ့ဒီအရာဆွဲကပ်နေတဲ့အရာကို reprogram ပြန်လုပ်လို့ရအားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူငယ် Charata Batch 5ရဲ့ကျွန်တော်တို့ guest speaker zone ပေါ့နော်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက် guest speaker ကိုကျွန်တော်အနေနဲ့ဖိတ်ခေါ်ထားပါတယ်အဲ့တော့guest speaker တော့ Chan ဖြစ်ပါတယ် Chan ကတော့အထွေအထူးကျွန်တော်တို့ mix up ပေးစရာမလိုဘူး introduction မလိုတဲ့ကျွန်တော်တို့လူငယ်တွေကတယောက်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့Chan အနေနဲ့ကပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့တတိထားမိတယ်သဘောကျပြီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောအောင်လဲဖိတ်ချင်တာကြာပြီပေါ့နော်အဲ့တော့အခုကျွန်တော် Chan ကိုသွားပြီးတော့ဖိတ်ကြည့်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် friend မဖြစ်အခုမှ friend ဖြစ်တယ်ပေါ့နော်ဒီနေ့ကတိတော့တိတယ်ပေါ့နော်အဲ့တော့Chan အနေနဲ့လက်ခံပေးရကျေးဇူးအများကြီးပဲတင်ပါတယ်အဲ့တော့ဒီနေ့မှာ Chan ကဘာအကြောင်းလေးတွေပတ်သက်ပြီးပြောရမလဲဆိုတော့ကျွန်တော်တို့လူငယ်တွေမှာပေါ့နော်ကိုရောက်ချင်တဲ့နေရာရောက်ဖို့အတွက်ကျွန်တော်စူးစမ်းလို့စိတ်နဲ့ energy တွေယုံကြည်မှုတွေအများကြီးလိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမသိစိတ်တွေရောသိစိတ်တွေရောအဲ့တော့အဲ့အကြောင်းတွေကတော်တော်လေးကိုသိဖို့လိုအပ်တယ်အဲ့တော့ပြောမဲ့သူကလည်း chance ဆိုတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့အများကြီးနားထောင်ခွင့်ရလေ့လာခွင့်ရမယ်ပေါ့အဲ့တော့နားထောင်ကြည့်ပါဟုတ်နော်အားလုံးအများကြီးရတော့မယ်တင်ပါတယ် chance အနေနဲ့လည်းအခုလိုပြောဖိတ်ကြားမှုလက်ခံပေးရတဲ့အတွက်ကောလာပြီးပြောပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အဲ့တော့ chance နဲ့လွှဲခဲ့မယ်ပေါ့နော်โอเคဟုတ်ပြီဒီပွဲမှာအများဆုံးဝဲလူကတခြားပွဲတွေလုပ်ခဲ့တော့အဲ့လောက်ထိပွဲမှာလူမများတော့လေနည်းနည်းရင်းအောင်ကုန်ဟုတ်ဆိုတော့ဒီနေ့ကချမ်းကဒီစိတ်ပိုင်းဆိုင်ရာကိုအဓိကပြောသွားမယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအဓိကပြောသွားပြီးတော့ချမ်းရဲ့ဒါဒီပွဲမှာချမ်းအရင်တော့လုပ်ခဲ့တဲ့တခြားသူတွေရဲ့ပွဲမှာ join ခဲ့တဲ့လူတွေလည်းရှိမယ်ပေါ့နော်ဒါဆိုချမ်းရဲ့အကြောင်းတော့တော်တော်join ခဲ့တဲ့လူတွေရှိရင်တော့တည်ပြီးသားလည်းဖြစ်လာမှာပါသို့မဟုတ်ချမ်းရဲ့ vlog တွေ video တွေကြည့်ရင်လည်းတည်ရင်လည်းတည်မှာပေါ့နော်ဒါပေမဲ့ချမ်းရဲ့အကြောင်းကိုနည်းနည်းပြန်ပြီးတော့ပြောရင်းနဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုချမ်းပြပြချင်ပါတယ်ဆိုတော့ချမ်းကတော့အခုလက်ရှိမှာတော့ဒါ UAE မှာပဲရှိသေးတယ်ပေါ့နော်ပြီးတော့ချမ်းရဲ့အသက်က22နှစ်ပါဆိုတော့လက်ရှိလောလောဆယ်တော့အားလုံးသိတဲ့အတိုင်းပဲဒါ content creator YouTuber traveling vlogger အနေနဲ့ချမ်းကဒါရက်တည်နေတယ်ပေါ့နော်ဒါချမ်းရဲ့ဝါသနာကိုယ့်ရဲ့ဝါသနာအနေနဲ့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်ပြီးတော့ဒါဘဝကိုရက်တည်နေတဲ့ဒါလူငယ်တယောက်ပဲဖြစ်ပါတယ်ဆိုတော့ချမ်းကကြတော့ဒီလိုမျိုးကိုယ့်ဝါသနာကိုဘယ်အချိန်တော့စတည်ခဲ့လဲဆိုလို့ရှိရင်တော့ဒါလွန်ခဲ့တဲ့ချမ်း၄တန်း၅တန်းလောက်ထဲကပေါ့ချမ်း၄တန်း၅တန်းလောက်ထဲကချမ်းတို့တည်ခဲ့တယ်ဒါပေမဲ့ချမ်းဒီလိုဖြစ်လာလို့ချမ်းကပတ်စံရှိ rich kid အဲ့လိုမဟုတ်ပါဘူးပြီးတော့ချမ်းတို့ရဲ့မိသားစုကလည်းအရင်စီးရဲတဲ့လည်းမပါဘူးကွာဒီလားအရင်ပတ်စံနေရှိထောက်ပံ့နိုင်တဲ့အထဲမှာလည်းမပါဘူးဒါပေမဲ့ချမ်းကလိုချင်နေဆိုရင်ချမ်းရဲ့အမေကချမ်းကိုကျွေးနိုင်တယ်ဝယ်ပေးနိုင်တယ်ဆိုတဲ့အနေထားလေးမှာတော့ရှိတာပေါ့အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ချမ်းကတော့ရန်ကုန်တိုင်းစိတ်ကြီးခလောင်တို့မှာနေပါတယ်စိတ်ကြီးခလောင်တို့ဆိုလို့ရှိရင်မသိတဲ့လူကတော့တော်တော်များပါတယ်ဒါဒလားရဲ့တစ်ဖက်ကန်းတွန်တေးရဲ့ဒလားရဲ့ကြားမှာစိတ်ကြီးခလောင်တို့ပေါ့နော်အဲ့မှာချမ်းနေပါတယ်ဆိုတော့၄တန်း၅တန်းလောက်မှာချမ်းအဲ့လိုမျိုးနည်းနည်းတိသက်စာအရွယ်ရောက်နေပြီပေါ့လေတိသက်စာအရွယ်ရောက်နေတဲ့ချိန်မှာချမ်းရဲ့အဖေကအဲ့တော့တမော့လိုက်တာ哦တမော့လိုက်တော့အဲ့လိုကျင်ငါးပွင့်တမော့တွေပါလိုက်တော့အများနဲ့သူအဲ့လိုပြပတွေပါထွက်လို့ရှိရင်သူကန်းကတ်တယ်ကန်းကတ်လို့ရှိရင်ပြန်ကြရင်အဲ့လိုအယုတ်ကလေးတွေဝယ်လာတယ်သို့မဟုတ်သူအဲ့လိုစင်ကာပူတွေပါသွားလို့ရှိရင်အဲ့လိုဓာတ်ပုံလေးတွေရိုက်လာတယ်ဗောလေပြန်လာလို့ရှိရင်သူပြတယ်ဆိုတော့အဲ့၄တန်း၅တန်းလောက်ထဲမှာဘာရမို့အဲ့လိုပပပြန်လာလို့ရှိရင်သူပြတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့ဟဲ့သမီးလည်းအဲ့လိုသွားချင်လိုက်တာဗောပပလိုမျိုးအဲ့လိုသွားချင်တယ်သူနိုင်ငံခြားမှာဆိုကိုရီးယားဘယ်လိုပြောမလဲနေတောလိုမျိုးနေရာမှာနေတော့ပပနိုင်ငံခြားမှာနေထိုင်တဲ့ပုံစံဝေစားထားတဲ့ပုံစံပြီးရင်သူနောက်ကရိုက်ထားတဲ့ရှူကင်းတွေဆိုတော့အဲ့ဒါမြင်ရတာကိုကအဲ့လိုလိုက်လှုပ်ချင်တယ်ဖြစ်ချင်တယ်ဆိုတော့၄တန်း၅တန်းလောက်ထဲကအဲ့ဒီစိတ်ကဝင်နေတာအဲ့တော့အဲ့ချိန်တုန်းကတော့ဖုန်းတွေပါတွေကမသိဘူးလေဖုန်းတွေပါတွေကလည်းမပေါ်သေးဖြစ်ပါတယ်၄တန်း၅တန်းပေါ်တော့ပေါ်ပြီဒါပေမဲ့ Facebook တွေ social media တွေဆိုတော့အဲ့ချိန်တော့ channel တိတောင်မသိဘူးဆိုတော့သူတို့ content creator တွေ blogger တွေဆိုတော့အဲ့ချိန်တော့ခေါင်းနဲ့ဖြီးလေးပေါ့နော်အဲ့ဒီအချိန်တုန်းကငါခီးတွေသွားချင်တယ်ငါပပလိုမျိုးကဘာပတ်ချင်တယ်ဆိုပြီးတော့မှ channel အဲ့လိုမျိုးအိမ်မက်တွေအဲ့ချိန်တုန်းကနည်းနည်းချင်းစီစပြီးတော့တိတယ်အဲ့တော့တိတော့အမေတွေကလည်းဒါအမြဲတမ်းချမ်းကိုအမေကကြတော့အရန်ဂယူးဆိုင်တာဆိုတော့ပညာရေးအဲ့လိုမျိုးchannel ရဲ့ဘွားတွေအရန်ဂယူးဆိုင်တာအဖေနဲ့မေကအဲ့ဆိုအဆင့်
ကျောင်းမှာအဆင့်1မရလို့ရှိရင်တော့ပြန်လာအဲ့လိုဘလူးဆိုင်တီးရတယ်မှာပါတယ်ပေါ့နော်ချမ်းရဲ့အမေကဆိုတော့အဲ့လိုအရင်ကယူဆိုင်တော့သူကချမ်းတစ်ခုခုဖြစ်ချင်ပြီဆိုလို့ရှိရင်အမေကတိတော့သူကငယ်တည်းကတတိထားမိတယ်ချမ်းဖြစ်ချင်တာအဲ့လိုတတိထားမိတော့အဓိကကတော့ဘယ်လိုပြောမလဲချမ်းရဲ့အဖေနဲ့အမေကလည်းစာအရန်ဖတ်တယ်ကွာစာဖတ်ပြီးတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲတွေးခေါ်ပုံတွေကအရန် high level ပေါ့နော်အရန်မြင့်နေဆိုတော့သူတို့အမြဲတမ်းချမ်းဝင်ငယ်လေးတွေကတခုခုဆိုလို့ရှိရင်အဲ့လိုအနှုတ်ဘက်ကစကားမပြောအမြဲတမ်းအပေါင်းဖက်သွားတဲ့စကားပဲပြောတယ်ဖြစ်နိုင်တယ်ဆိုတဲ့စကားပဲပြောတယ်အဲ့ငယ်လေးတွေကအဲ့ဆိုပပကဘာပြောလဲဆိုတော့အဲ့တုံးတွေကပပကဘာပြောလဲဆိုတော့လေကိုရီနေတာတော့နော်အဲ့လိုအိမ်အောင်မကွာဒနီမိုးထယံကအဲ့လိုနေတာကွာ4တန်း5တန်းရောက်မှနည်းနည်းလေးတစ်သားအိမ်နဲ့နေတာကွာဒါပေမဲ့အဲ့ဒီအရွယ်တွေကပပကဘာပြောလဲဆိုလို့ရှိရင်ကွာဟိုအဓိကပြောပြချင်တာစကလုံးတွေရဲ့စွမ်းအားဘယ်လောက်ထိအရေးပါလဲမပါလဲဆိုတော့ချမ်းပြောချင်တာပပအဲ့ဒီအရွယ်တွေကငါသမီးလေးကကဘာကျော်မှာငါသမီးလေးကကဘာကျော်မှာငါသမီးတစ်နေ့ကဘာပတ်ကမယ်ပပအဲ့ရွယ်တွေကအဲ့လိုပြောတာဒါပေမဲ့အဲ့ချိန်တော့ပပအဲ့လိုပြောတဲ့အချိန်မှာချမ်းအဲ့ဒါတွေကိုခံစားမိတာတိလားဆိုတော့ချမ်းကမသိဘူးဒါပေမဲ့ तू ကအဲ့လိုစကားမျိုးတွေပြောတာပြောချင်တာစကလုံးတွေမှာ energy ဆိုတာရှိစကလုံးတွေမှာ vibration frequency တွေဆိုတာရှိအဲ့တော့ကောင်းတဲ့စကားတွေကိုပြောပါများလာရင်အဲ့ဒီစကားတွေအတိုင်းဘဝဖြစ်လာအဲ့ဒါကိုချမ်းဖတ်ထားတဲ့စာအုပ်ထဲမှာချမ်းကဘယ်လိုမျိုးတွေ့သွားလဲဆိုတော့အခုလက်ရှိပြောလိုက်တဲ့စကားအခုလက်ရှိတွေးလိုက်တဲ့အတွေးအဲ့ဒီအတွေးပေါ်မှာယုံလိုက်တဲ့ယုံကြည်ချက်ကအနာဂတ်မှာဖြစ်လာမဲ့ဒါမျိုးစိတေချာပေါက်ကိုဖြစ်လာမှာဒါကြောင့်ကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေးကိုတေချာပေါက်ကိုတတိထားပြီးတော့ပြောရမယ်တတိထားပြီးပြောပြီးတော့အဲ့ဒီအတွေးပေါ်မှာကိုယုံကြည်ချက်က 100% ဖြစ်နေတယ်ဆိုလို့ရှိရင်တေချာပေါက်လေပြောချင်တာကွာကိုကမကောင်းတဲ့အရာတခုကိုတွေးနေတယ်ကိုဘွားနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အရာတခုကိုတွေးနေအဲ့ဒီအတွေးပေါ်မှာကိုကအဲ့တိုင်းကြီးကို 100% ယုံကြည်နေပြီဆိုလို့ရှိရင်တေချာပေါက်အနာဂတ်မှာအဲ့တိုင်းမကောင်းတဲ့အတိုင်းဖြစ်လာတော့မှာတေချာတယ်ဆိုတော့ကိုတွေးတဲ့အတွေးကိုပြောတဲ့စကားတွေကိုအမြဲခရူးဆိုင်ရမယ်သူတို့မှာ energy ရှိတယ် vibration ရှိတယ် frequency တွေရှိတယ်ကြိတ်နှုန်းတွေရှိတယ်အဲ့တော့law of attraction ကကိုတွေးလိုက်တဲ့အတွေးတိုင်းကိုဘွားတဲ့ကိုအဲ့ဒီတူညီတဲ့အရာတွေပဲပြန်ရောက်လာတယ်ဒါ law of attraction ရဲ့သဘောတရားပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒါတွေကိုတော့ချမ်းငငယ်တော့သိလားဆိုတော့မသိဘူးပပရောအဲ့လိုမျိုး law of attraction တွေ university frequency တွေသိလားဆိုတော့ပပလည်းမသိဘူးဒါပေမဲ့ပြောချင်တာပပတို့ကစာရမ်းဖတ်တော့သူတို့ကကောင်းတဲ့စကားတွေပဲအမြဲတမ်းပြောအဲ့တော့အဲ့ဒနီမိုးထရန်ကာနဲ့နေတဲ့ဘဝတွေကပပငါသမီးလေးကကဘာကျော်မှာငါသမီးလေးကဒါအဲ့လိုမျိုးခီးတွေသွားမှာကဘာပတ်မှာငါသမီးဖြစ်ချင်တာတွေအကုန်ဖြစ်မှာငါသမီးလေးကတော်တယ်ဆိုတော့ပပနဲ့အမေကငယ်တည်းကအဲ့လိုမျိုးတွေချမ်းကိုပြောတယ်ပေါ့နော်ဆိုတော့အမေကလည်းအဲ့လိုပဲပေါ့နော်အမေကကြတော့ချမ်းရဲ့ဒီစိတ်ပိုင်းဆိုင်ရာအရန် view ဆိုင်တာသူကချမ်းစိတ်ဖိစီးမှာအဲ့လိုအရန်ကြောက်တာချမ်းငိုတာတွေမငိုတာတွေ तू မကြောက်ဘူးစိတ်ဖိစီးပြီးတော့အဲ့လိုစိတ်တက်ကြမှာ तू ကြောက်တယ်ဒါကြောင့်မို့လို့ချမ်းရဲ့အမေအနေနဲ့ကလည်းချမ်းစိတ်ဖိစီးစေမဲ့စကားလုံးမျိုးဆိုဘယ်တော့မှမပြောဘူးဒါပေမဲ့ရိုက်စရာရှိရင်ရိုက်တယ်စူစရာရှိရင်စူတယ်ဒါပေမဲ့ချမ်းစိတ်ဖိစီးသွားစေမဲ့စကားကိုငယ်တည်းကအဲ့လိုတလုံးတော့မပြောဘူးပေါ့နော်မိဘတွေ supporting ပေးလားမပေးဘူးလား Facebook မှာချမ်းရဲ့ post တွေနဲ့ပတ်သက်ပြီးအမြဲတမ်းတခြား social media တင်တယ်comment တွေအောက်မှာမိဘတွေက supporting ပေးတယ်တင်လိုက်တဲ့ social media မိဘတွေက supporting မပေးဘူးဘာညာအမှန်ရတော့မဟုတ်ချမ်းရဲ့အဖေနဲ့အမေနဲ့ကချမ်းတို့ကချမ်းသာတဲ့မိသားစုတော့မဟုတ်ဘူးဒါပေမဲ့ချမ်းရဲ့အဖေနဲ့အမေနဲ့ကဘယ်လိုပြောမလဲအဲ့လိုတွေးခေါ်ပုံတွေအရင်မြင်မှာတော့တို့အဲ့ဒီတွေးခေါ်ပုံတွေငယ်တည်းကရိုက်ထည့်ပေးပြီးတော့မှဘယ်လိုပြောမလဲ mentally physically အရာလဲတို့တတ်နိုင်သလားချမ်းလို့ခြင်းနဲ့ဆိုရင်တို့ဖြည့်ဆည်းပေးတယ်ပေါ့အဲ့လိုမျိုး supporting တော့ရှိအဓိကတော့ supporting ဆိုတာဘယ်လိုပြောမလဲအတွေးခေါ်ကောင်းတဲ့မိဘတွေကိုယာထားတယ်လို့ပဲချမ်းတာပြောချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွေးခေါ်တွေအလျောက်ပဲချမ်းတို့ဘွားတွေကလည်းတို့အဲ့လိုပြောထောင်လိုက်လို့ဒီလိုမျိုးအတွေးခေါ်တွေနဲ့ဒီလိုကြီးပြင်းလာတော့ဒီလိုမျိုးတွေဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့energy တွေပေါ့အဓိကတော့ကိုပြောလိုက်တဲ့စကားကိုပြောလိုက်တဲ့စကားကိုပြောလိုက်တဲ့အတွေ့ကိုရဲ့ယုံကြည်ချက်တွေကမကောင်းတဲ့အနှုတ်ဖက်ကိုသွားနေပြီဆိုရင်တေချာပေါက်ဘဝမှာအဲ့ဒီအတိုင်းမကောင်းတဲ့အတိုင်းဖြစ်လာမယ်ဒါပေမဲ့ကိုကကောင်းတယ်လို့ယုံကြည်လိုက်တယ်တကယ်လုံနိုင်တယ်ဟုတ်တယ်တကယ်ဖြစ်မှာလို့ယုံကြည်လိုက်ပြီဆိုလို့ရှိရင်လေတေချာပေါက်အဲ့ဒါအနာဂတ်မှာတကယ်ဖြစ်လာမှာဆိုတော့အကုန်လုံးကချိတ်ဆက်ပြီးအလုံးလုံးနေကြတာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ကစပြီးတော့ဒါ energy တွေကိုဒါဂရုစိုက်ရမယ်စကားတွေအတွေ့အကြုံဂရုစိုက်ရမယ်ပေါ့ okay ဆိုတော့ချဲ4-5တန်းလောက်တည်းအဲ့လိုမျိုးဒါဟိုကဘယ်လိုပြောမလဲကိုယ့်ရဲ့အိမ်မက်ကလေးကိုစတည်တယ်ပေါ့9တန်း10တန်းလောက်ရောက်လာတဲ့အခါမှာချမ်းကဖျားတွေသွားတယ်ဖျားသွားတော့အမှtourist guide တွေပေါ့အဲ့ဒီချိန်တုန်းကဆိုအရန်ရွှေတကုံဖျားကိုအဲ့လိုနိုင်ငံခြားသားအဲ့ချိန်တုန်းကဆိုအရန်လာဆိုတော့ရွှေကုံဖျားသွားလို့ရှိရင်အဲ့လို tourist guide တွေမြင်တော့အင်္ဂလိပ်စာကိုသဘောကျသွားတာအဲ့ရနေစ tourist guide တွေအမကြီးတွေအကိုကြီးတွေအဲ့လို tourist တွေနဲ့အဲ့လိုမျိုးစကားတွေပြောနေအောင်ကိုရွှေတကုံဖျားကိုမြင်လို့ရှိရင်အရန်အားကြငါလည်းအဲ့လိုပြောတတ်ချင်လိုက်တာသူတို့တွေအဲ့လိုလုပ်နေကွာအရန်စမတ်လည်းအရန်ကြတယ်ကွာအဲ့ချိန်ကစပြီးတော့
တော့ကတော့ tourist guide လုပ်မယ်ဆိုပြီးတော့ရည်ရွယ်ခဲ့တာကွာဒါပေမဲ့အခြေအနေတွေအရချမ်း10တန်းပြီးလဲပြီးရောကိုဗစ်တွေရောဒီနိုင်ငံရေးတွေရောနဲ့ပတ်သက်ပြီးတော့ဒါ tourist guide ကဆက်မဖြစ်သွားဘူးပေါ့အဲ့နဲ့သူတို့ဖះမှာအဲ့လိုမြင်တော့ငါလည်းအဲ့လိုဖြစ်ချင်တယ်ပေါ့နောက်တစ်ခုကကျတော့ဒီအင်္ဂလိပ်စာဝါသနာပါတာဒီအဲ့ဒီ connotation ထဲမှာပဲဟုတ်တယ်Justin Bieber နဲ့ One Direction Justin Bieber အရင်ကြိုက်တာလေချမ်းဆိုတော့ Justin Bieber အရင်ကြိုက်တော့ Justin Bieber တချင်းကိုအခွေထည့်ပြီးတော့အချိန်လုံးအဲ့တော့ချမ်းဖုံးမကင်ဖုံးလည်းမရှိဘူးဖုံးလည်းမဝယ်ပေးဘူးပေါ့နော်ဖုံးဝယ်နိုင်တဲ့အနေထားမှလည်းမရှိပါဘူးအဲ့တော့ဆိုတော့အမြဲတမ်းအခွေလေးဝယ်တယ်အခွေဝယ်ပြီးတော့အိမ်မှာအဲ့လိုကြောင်းပရက်ဆိုတနေ့ကုန်အဲ့လိုမျိုးသူတို့တချင်းခွေကိုထိုင်ပြီးဖွင့်ပြီးနားထောင်အဲ့မှာသူတို့တချင်းတွေကို like ဆိုရင်းနဲ့ဘယ်လိုပြောမလဲအင်္ဂလိပ်အတန်ထွက်ကလည်းကိုနည်းနည်းတော့ကောင်းတယ်လို့တော့ထင်ပါတယ်ဆိုတော့အဲ့မှာ English pronunciation အဲ့မှာကောင်းသွားတယ်ပြီးတော့အင်္ဂလိပ်စာကိုသူတို့ကြောက်မယ်ပို့ရောဝါသနာပါငါတနေ့ကျလို့ရှိရင်သူတို့တွေကိုတွေးကျင်လိုက်တာအဲ့လိုမျိုးစိတ်နဲ့ပေါ့နော်ဒါအင်္ဂလိပ်စာကိုလည်းပို့ပြီးဝါသနာပါပြီးတော့မှ8တန်း9တန်းပေါ့လေ8တန်း9တန်း10တန်း10တန်းလောက်ရောက်တော့နည်းနည်းဘယ်လိုပြောမလဲပေါ့8တန်းလောက်ထဲကစတာပါ8တန်း9တန်း10တန်းမှာတိတ်ပြီးတော့ကြောက်တဲ့စိတ်ကတိတ်မရှိတော့ဘာလုပ်လဲဆိုတော့အင်္ဂလိပ်စကားအဲ့ဒီအချိန်မှာအရန်ပြောတတ်ချင်နေပြီအရန်ပြောတတ်ချင်တော့ tourist guide အမကြီးကိုလည်းအရန်အားကြတော့ဘာလုပ်လဲဆိုတော့ချမ်းတို့ရဲ့မြို့နယ်ကိုလည်းအင်္ဂလိပ်တွေကအဲ့လိုစပိန်နေနဲ့လာကြရကွာလာလို့ရှိရင်လေချမ်းမှာစပိန်ရှိရလေချမ်းစပိန်နဲ့အနောက်ကနေအသေးပြေးပြီးတော့နင်းပြီးတော့လိုက်တာကွာလိုက်ပြီးတော့သူတို့စကားလိုက်ပြောတာအဲ့ဒီအချိန်တော့ချမ်း9တန်း10တန်းမှာလေ့လာထားတဲ့အင်္ဂလိပ်စကားလုံးဝကလေးတွေပြောတဲ့ basic လုံးဝသိရမလားဘာလို့ဆိုတော့အကျောင်းမှာ speaking မှမတင်တာပြီးတော့ချမ်းကလည်းဖုံးမကင်အောင်ဆိုတော့အင်္ဂလိပ်စကားကိုဘယ်လိုလေ့လာမလဲဆိုတော့မသိဘူးဒါပေမဲ့ကိုပြောတတ်တဲ့လောက်စာအုပ်တွေကလိုက်ဖတ်ထားတဲ့လောက်ကတော့ကိုကနည်းနည်းပေါ့ပါတော့သိရမလား introduction တွေပါလေအကုန်ရဆိုတော့သူတို့နောက်ကနေစပိန်နဲ့ပြေးလိုက်ပြီးတော့အဲ့လိုသူတို့ပြန်တွေ့တော့အဲ့လိုရည်ချင်တယ်ပေါ့နော်သူတို့အနောက်ကနေခဏလောက်နေပါအောင်ငါစကားပြောချင်လို့အဲ့လိုမျိုးကိုသွားပြောတာကွာတိလားအဲ့ဆိုတော့သူတို့ကလည်းရက်ပေးပါတယ်ရက်ပေးပြီးတော့အဲ့လိုမျိုးအဲ့ကနေစပြီးတော့အင်္ဂလိပ်စကားပြောတာအဲ့ကနေပြီးတော့မှနည်းနည်း confidence ရှိလာတာကွာအဲ့နဲ့ကိုကလည်းကို့အကြောင်းလေးသူတို့မမေးလဲသွားပြောတယ်ငါနာမည်ကဘဒူပါငါဘာဖြစ်ချင်တာငါဘဒူကိုကြိုက်တာအခုငါဘယ်နှစ်တန်းရောက်ပါပြီသူတို့မမေးလဲကိုကဖြေပလိုက်တယ်ကွာသူတို့ကလည်းကြောင်သွားတာပေါ့ကိုကဘလိုင်းသူတို့အဲ့လိုမျိုးလာပြောရဲဆိုတော့သိရမလားအဲ့နဲ့သူတို့ကလည်းဘယ်လိုရမလဲဝါအဲ့လိုခလေးလေးကွာသိရမလားပြီးအသားလေးကလည်းမဲတူသမင်းလေးကလည်းအဲ့လိုမြင်နေကတုံးကီနေကွာသိလားအဲ့ဆိုသူတို့ကလည်းနည်းနည်းပါအဲ့လိုတော်တယ်ဘာညာရောအဲ့လိုမျိုးတော့ပြန်ပြီးချီးကျူးသွားကြရကွာပြီးတော့ဒါစိတ်ကြီးခဏတို့အဲ့လိုမျိုးနိုင်ငံခြားသားတွေလာအဲ့လိုသွားပြောရဲနောက်တစ်ခုကကြတော့ဒီရွှေကုံဖျားမှာဘာတောင်တွေးလဲဆိုတော့โอเคငါနိုင်ငံခြားသားနေနဲ့စကားပြောရဖို့အရေးကိုငါအခုအသက်ငယ်သေးတယ် tourist guide မဖြစ်နိုင်သေးဘူး tourist guide ကအသက်20မှကွာ tourist guide ကိုစပြီးတော့လုပ်လို့ရတာကွာ20အောက်ဆိုလို့18 19ဆိုလို့ရှိရင် तू ကဒီကိုယ့်ရဲ့ဒီမြို့နယ်ဆိုမြို့နယ်အဲ့ဒီဟာပဲလုပ်လို့ရဆိုတော့ okay ငါအခုမှအသက်15နှစ်14နှစ်ပဲရှိသေးတယ်ငါtourist guide တော့လုပ်လို့မရသေးဘူးဒါပေမဲ့ငါသူတို့တွေနဲ့စကားပြောချင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ချက် okay ဟိုဟာလေးတွေဗာလဲကက်ကလေးတွေရောင်းမယ်ဒီလက်ဆောင်ပေးရလေအမှတ်တရကက်ကလေးတွေရောင်းမယ်ဆိုပြီးတော့မှချက်စဉ်းစားလိုက်တယ်စဉ်းစားပြီးတော့ဘိုးချုပ်ဈေးသွားမယ်ပြီးလို့ရှိရင်ရွှေကုန်းဖျားသွားမယ်ဆိုပြီးတော့မှအဲ့ဒီကက်ကလေးလိုက်ရောင်းနေတဲ့အင်္ဂလိပ်တွေကိုစကားလိုက်ပြောမယ်ဆိုပြီးတော့အဲ့လိုတွေးဒါပေမဲ့ရွှေကုန်းဖျားတော့မသွားဖြစ်လိုက်ဘူးဘာလို့ဆိုရွှေကုန်းဖျားမှာအဲ့ဒါတရချမ်းတို့ဒီလိုမျိုးသွားပြီးတော့ရောင်းလို့မရဘူးဆိုပြီးတော့မှသူတို့ရဲ့ဒီ golf ကအဖွဲ့တွေကပြောတယ်ကွာအဲ့နဲ့ဘိုးချုပ်ဈေးတွေပါလေရှောက်သွားတယ်ကွာဘိုးချုပ်ဈေးသွားပြီးတော့လိုက်ပြောတယ်ဘိုးချုပ်ဈေးမှာတွေးတဲ့အဲ့လိုအင်္ဂလိပ်တွေကိုလိုက်ပြောတယ်အဓိကချမ်းပြောချင်တာဘာလဲဆိုတော့လေfashion တိလား fashion ယူသွမှုအရာတစ်ခုပေါ်မှာလေကိုကလေဖြစ်ချင်ပြီဆိုလို့ရှိရင်အဲ့ဒီဖြစ်ချင်တဲ့စိတ်ကအရင်ပြင်းထန်သွားလို့ရှိရင်လေပတ်ဝန်းကျင်ကဘယ်လိုပြောမလဲဆိုတာဂယူးမဆိုင်တော့ကိုအယူလို့ထင်ပါလားအဲ့ဒါလည်းမသိတော့တိလားအဓိကကွာကလေးဆိုတော့လေကွာဘယ်လိုပြောမလဲစိတ်ထဲမှာဘာမှမရှိဘူးသူများငါအဲ့တော့ social media မရှိတော့လဲပို့ပြီးတော့ကောင်းတာလဲပါသွားတယ်သူများငါဘယ်လိုဝေဖန်မလဲဘာလဲကိုခေါင်းထဲမှာဘာမှမသိဘူးအဓိကကိုလှုပ်ချင်တာတခုပဲသိတယ်အဲ့ဒီအရာမှမလုပ်ရလို့ရှိရင်အဆင်မပြေဘူးသိလားမပြောဘူးအဲ့လိုဆိုတော့ကိုလှုပ်ချင်တာတခုပဲကိုသိတော့အဓိကတော့ fashion ယူသွမှုစိတ်တက်ပြင်းပြလို့ရှိရင်ဘာမှမဆိုဖြစ်နိုင်တယ်ဆိုတာကိုချမ်းပြောတာအဲ့တော့ပြန်တွေးကြည့်လိုက်လို့ရှင်တော့ငါတကယ်လုပ်ခဲ့တာပါလားပေါ့အဲ့လိုမျိုးတွေငါလိုမျိုးဘယ်သူမှလုံးမှာမဟုတ်ဘူးဆိုတဲ့အတွေးတော်ဝင်မိတယ်ကွာအဓိကတော့ယူသွမှုအဲ့တော့ဘာပြောလဲဆိုတော့တခါတလေကြားလို့ရှိရင်ချမ်းအဲ့လိုစပိန်နဲ့အနောက်ကနေပြေးလိုက်သွားတဲ့ခါမှာရက်ကွက်ထဲကနေပြောတဲ့အတန်တွေရှိတယ်ဘာပြောလဲဆိုတော့ယူနေပြီဘိုးယူနေတာလို့ဘာလို့အဲ့လိုပြောရဲတိလားဘိုးယူနေတာလို့တိတယ်အဲ့လိုမျိုးအဲ့လိုအင်္ဂလိပ်ယူနေတာပေါ့အဲ့လိုပြောကြတာဒါမဲ့အဲ့လိုပြောတော့ချမ်းကအိမ်ရောက်တော့အမေကိုပြန်ပြောတယ်အမေသမီးကိုအဲ့လိုသမီးကအင်္ဂလိပ်လိုစကားလိုက်ပြောသမီးကိုအဲ့လိုမျိုး
ရက်ကွက်ထဲကအတော်ကြီးကတမီးအဲ့လိုပြောတယ်ဦးလေးတွေကလည်းလိုက်စတယ်အဲ့လိုပြောတယ်အမေကဘာပြောလဲဆိုတော့အမေကလေဘယ်တော့မှချမ်းရဲ့လှုပ်ဆောင်ချက်တွေကိုဘယ်တော့မှသူကမပိတ်ဘူးချမ်းလှုပ်သမျှကိုသူကဂုံယူတယ်အမြဲတမ်းသူကဘာပြောလဲဆိုတော့ယူမှထူးတာတဲ့သူကအဲ့လိုပြန်ပြောတယ်အမေကဒါဆိုယူမှထူးတယ်ဆိုတော့အဲ့မှာကွာအားရှိသွားတာokayဆက်ယူမယ်ဆိုပြီးတော့မှအဲ့ဒီ8တန်း9တန်း10တန်းမှာအဲ့ဒီစိတ်နဲ့ဆက်ပြီးတော့တော့ကယူမှထူးမှဟုတ်တယ်အဲ့ဒီစကားကိုကိုကလက်ခံသွားတာကွာဟုတ်ခင်ငါ့ကိုသူတို့အယူလို့ပြောလေငါပိုကြိုက်လေသူတို့ငါ့ကိုအယူလို့ပြောလေငါပိုကြိုက်လေဆိုတဲ့စိတ်ကခံစားရတယ်ကွာတိလားအဲ့လိုဆိုတော့ဘသူပြောလေဘာမှမဖြစ်ဘူးအဲ့လိုတခါလေးကြောက်လို့ရှင်လဲရွှေကုံဖျားမှာကွာကိုကအဲ့တော့အဲ့ပုံလေးကိုတိမယ်ထင်ကြပါတယ်ချမ်းလေဟိုကပောင်းမီလေးကိုခောက်ပြီးတော့ဘေးနားမှာနိုင်ငံခြားမှာပေါ့အစပင်းတူတူလေးနဲ့လေသူကအင်ဂျီအမဲလေးနဲ့ချမ်းသားလေးကမဲတူးနေအဲ့ပုံလေးကိုတော့တိကြမယ်ထင်ပါတယ်ဆိုတော့အဲ့ဒီပုံမှာဆိုလို့ရှိရင်ချမ်းသွားပြောတယ်ပေါ့နော်သူကဂျာမနီကကွာသွားပြောတော့သူနဲ့စကားအကြာကြီးပြောတာသူကအိမ်ကို2ရက်တောင်လာလေတယ်ကွာအဲ့တော့သူနဲ့ရွှေကုံပြားမှာစကားပြောတော့အဲ့ဒီဟိုဘေးနားအန်တီတွေကဘာပြောလဲဆိုတော့ကြည့်ပြီးတော့ဟဲငါသမီးလေးသာဖြစ်လိုက်ရင်ကောင်းပါပဲဆိုပြီးတော့အဲ့ဒီအချိန်မှာကွာဟာဟိုဘယ်လိုပြောမလဲငါတကယ်လုံနိုင်တာလားပြီးတော့သူတို့ကငါအဲ့လိုချီးကျူးတာလားဆိုတော့ဟို appreciate ဖြစ်မိတဲ့အဲ့လိုခံစားချက်လေးအဲ့မှာဖြစ်သွားတာအဲ့တော့ဖြစ်သွားတော့ချင်းကအဲ့ချိန်ကစပြီးတော့ငါကောင်းတဲ့အရာကိုလုပ်တာငါ့ကိုဒီလိုမျိုးချီးကျူးတဲ့လူတွေရှိတယ်ဆိုပြီးတော့မှအဲ့ချိန်မှာပို့ပြီးတော့လေလုံးဝကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေကဟိုအမြင့်ဆုံးရောက်နေပြီဟိုအမေကလည်းယူမထူတာလို့ပြောတယ်ပြီးရင်ကိုယ့်အဲ့လိုချီးကျူးတဲ့လူတွေကလည်းရှိတယ်အဲ့ဆိုကိုယ့်အယူလို့ပြောတဲ့လူတွေများများရှိစေခြင်းလေကွာတိလားကိုယ့်အယူလို့ပြောတဲ့လူတွေများများရှိလေကိုကပိုလို့ပြချင်းလေးဆိုတော့သိရမလားအဲ့ဆိုတော့အဓိကတော့ passion မှာပဲအရာတစ်ခုကိုဖြစ်ချင်ပြီဆိုလို့ရှိရင်ယူသွတ်တဲ့စိတ်ပြင်းပြတဲ့စိတ်အဲ့ဒါရှိရင်အကုန်ရတယ်အဲ့တော့အခုလက်ရှိဟိုဘယ်ဘဝပဲရောက်မိသားစုကိုဘလို့ပဲထောက်ပံ့မိသားစုထောက်ပံ့နေဆိုတာဒါကောင်းတော့တရားကောင်းတဲ့အလုပ်ဒါကောင်းတယ်ဟိုဘယ်ဘဝအခြေအနေပဲရောက်နော်ဘာပဲဖြစ်ဘလို့အိမ်ထဲပဲနေရအရာအားလုံးကကိုနဲ့ထိုက်တန်တယ်ပြီးလို့ရှိရင်ယူရင်ထူးတယ်တကယ်ဖြစ်တယ်အဓိကကတော့ဟိုသူများတွေပြောတာကိုဂယုမဆိုင်နဲ့ဆိုတာထက်အဲ့ဒီသူတို့တွေပြောလိုက်တာကသူတို့စိတ်ထဲမှာမြင်နေပြီကိုတော်နေတယ်ဆိုတာကိုမြင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့လိုမျိုးအတိမတ်ပြုတာကွာတိလားအဲ့လိုစိတ်ထားရမယ်ဒါဆိုလို့ရှိရင်ဘသူတွေဝေဖန်ဘာမှမဖြစ်ဘူးဒါပေမဲ့ဟိုကိုကကောင်းတဲ့လို့လုပ်တာလားမကောင်းတဲ့လို့လုပ်တာလားဆိုတော့ကိုယ့်ကိုသိရမယ်ပေါ့နော်နာမည်ကြီးတိုင်းဒါဘယ်လိုပြောမလဲ famous ဖြစ်တာနဲ့ success ဖြစ်တာနဲ့မတူဘူးကွာသိရမှာချမ်းကကြတော့ famous ဖြစ်ချင်တာမဟုတ်ဘူးချမ်းလုပ်ချင်တဲ့အရာကို success ဖြစ်ချင်တာကွာအောင်မြင်ချင်တယ်ဆိုတာကလူတွေတိအောင်မြင်အောင်တမင်ကလုပ်ပြချင်တာ famous ဖြစ်ပြီးတော့မဟုတ်အဓိကငါဒီအရာကိုတကယ်အဲ့တော့ကွာချမ်းအင်္ဂလိပ်စကားလိုက်ပြောတယ်ဒါပေမဲ့ချမ်းမှာဖုန်းမရှိဘူးချမ်းဖုန်းမရှိတော့ social media လည်းမရှိဘူးဒါချမ်းမတင်ခဲ့ဘူးသူများတွေသိပါသေးဆိုပြီးတော့ချမ်းလုပ်ခဲ့တာမဟုတ် famous ဖြစ်ချင်လို့မဟုတ်ငါတကယ်လုပ်ချင်တယ်ဒီအရာငါတကယ်ဖြစ်ချင်တယ်အင်္ဂလိပ်တွေနဲ့ငါတကယ်စကားပြောချင်တယ်အဲ့တော့ကိုလုံးနိုင်သွားတော့ကိုပျော်တယ်အဲ့မှာ successful ဖြစ်သွားတယ်လို့ကိုခံစားရတယ်အဓိကတော့အဲ့ဒါပဲအဲ့တော့ famous ဖြစ်ချင်တာနဲ့ successful ဖြစ်ချင်တာနဲ့မတူဆိုတာအရင်ဆုံးသိထားမှာပေါ့နော်အဲ့တော့ famous ဒီခေတ်ကြီးမှာတော့ famous ဖြစ်ချင်တော့လွယ်လွယ်လေးပေါ့နာမည်ကြီးချင်လွယ်လွယ်လေးပေါက်ရတစ်ခုလုပ်လိုက်နာမည်ကြီးသွားမှာပဲဒါပေမဲ့ကိုယ့်ရဲ့ brand ကိုယ့်လူတွေကဘယ်လိုတတ်မှတ်လဲဆိုတဲ့ဟာကိုအဲ့ဒါကြီးကအရေးကြီးတယ်အရေးကြီးတော့ကိုကကောင်းတာလားကိုလုံးမဲ့ရာကောင်းတဲ့အရာလားမကောင်းတဲ့အရာလားဆိုတော့တိဖို့လိုတယ်ပေါ့နော်ပြီးတော့ကိုပတ်ဝန်းကျင်ကလူတွေကကိုဘယ်လိုမျိုးဟိုပုံဖော်ထားလဲပေါ့အဲ့လိုမျိုးလဲတိဖို့လိုသေးတယ်အဲ့တော့နာမည်ကြီးချင်ုံတစ်ခုတည်းနဲ့တော့ဟိုရှိသမျှတိတ်ခါတွေအချက်တွေတော့အဲ့လိုမျိုးတော့မလုပ်စေချင်ဘူးပေါ့နော်ဒီခေတ်ကအရန်လွယ်တယ်လေသိရမလားဆိုတော့ကိုဖြစ်ချင်တဲ့အရာကိုဖြစ်မြောက်အောင်လုပ်နိုင်တာမှတကယ် successful အဲ့အချိန်မှာလူတွေတိတာမတိတာတွေကခဏထားလူတွေတိလိုက်တယ်မတိဘူးဆိုတာတကယ်လို့သူတို့အားပေးရင်အဲ့ဒါနောက်ထပ်အပူစုတစုကိုဖြစ်ချင်တာလေးတွေကအသေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ကိုကတကယ်ဖြစ်မြောက်အောင်လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒါကိုအတွက်အောင်မြင်မှုပဲဥပမာကွာချမ်းပုံတစ်ပုံဆွဲခြင်းတယ်ချမ်းအဲ့ဒီပုံလေးကိုဆွဲလို့ပြီးသွားတယ်ဆိုလို့ရှိရင်ချမ်းအတွက်အဲ့ဒါအောင်မြင်မှုကြီးပဲအဲ့ဒီချိန်မှာချမ်းအခု social media လေးတွေပေါ်နေလို့ချမ်း social media ပေါ်အမှတ်တရအနေနဲ့ရောသူများတွေငါရဲ့ဒါလုံနိုင်စွမ်းကိုမြင်ပါစေဆိုပြီးတော့တင်လိုက်တယ်အဲ့ဒီချိန်မှာလူတွေကအားပေးကြတယ်တချို့လူတွေကကြတော့ကဲ့ကြတယ်လှောင်ကြတယ်ဝေဖန်ကြတယ်အဲ့ဒါတွေကပြဿနာမှမရှိတာကိုကဒီမှာပုံလေးဆွဲလို့ပြောသွားပြီကိုယ့်ရဲ့အနေထားတလောက်ပဲရှိသေးတော့သူတို့မျက်စိထဲမှာအမြင်မတော့မကြိုက်လို့ရှိရင်ဝေဖန်မယ်ဒါကတော့ is okay no problem သိရမလားအဲ့လိုမျိုးစိတ်သက်ထားတယ်ကွာဆိုတော့ဘာမှပြဿနာမရှိဘူးအဓိကတော့အောင်မြင်မှုဆိုတာတေးလေးအဲ့အစားဟိုအကြီးအထိပေါ့နော်ကိုလုံးလိုက်တဲ့အရာတစ်ခုကိုဖြစ်ချင်တဲ့အရာတစ်ခုကိုကအကောင့်ထဲဖော်လိုက်နိုင်ပြီဆိုရင်အဲ့ဒါအောင်မြင်မှုအဲ့မှာလူတွေအားပေးတာမပေးတာနောက်ထပ်အပိုစုတစုအဓိကလူတွေ
လူ brand ပေါ့ကိုယ့်ရဲ့ brand တစ်ခုဖြစ်တည်လာလို့ရှိရင်တော့လူတွေကတော့အားပေးကြမှာပဲပေါ့နော်အဓိကတော့အဲ့ဒါပါပဲဆိုတော့အဓိကတော့ passion မှာအရာတစ်ခုကိုယူသွတ်ပြီးဆိုလို့ရှိရင်အဆုံးထိယူပလိုက်အဲ့အရာကိုပြီးတော့ကွာဒီကဘာပေါ်မှာအောင်မြင်နေတဲ့လူတွေအကုန်လုံးက passion ရှိလို့ပဲအောင်မြင်နေကြတာကွာတခြားဒီကဘာကျော်အဆိုတော်တွေတည်ရမှာပြီးတော့ရုပ်ရှင်အဲ့ဒီattracts တွေသူတို့တွေအကုန်လုံးလဲ passion တစ်ခုရှိလို့ဒီနေထားကြီးရောက်လာကြအဲ့တော့ချမ်းကိုချမ်းလဲပြန်မြင်မိလိုက်ရင်ငါကလေးတုန်းကတကယ်ကလေးတုန်းကဆိုပေမဲ့နှစ်တွေကတော့အများကြီးတော့မကြသေးဘူးပေါ့ငါတကယ်လုပ်ခဲ့တာပါလားငါတကယ်ကိုယူသွတ်ခဲ့တာပါလားပြန်ပြီးတော့မြင်ရတယ်ပေါ့နော်အဲ့တော့ကိုဖြစ်ချင်တာကိုလုပ်တော့မယ်ဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကသူများတွေငါ့ကိုဘယ်လိုပြောမလဲဆိုတာကိုအရင်ဆုံးမတွေးနဲ့အဲ့ဒါတွေးလိုက်လို့ရှိရင်ကိုဖြစ်ချင်တာတွေကပြတ်သွားအောင်အဲ့တော့ကိုဖြစ်ချင်ပြီဆိုရင်သူများတွေငါ့ကိုဘယ်လိုပြောမလဲဆိုတာနောက်ထားငါဒီအရာကိုလုပ်မယ်ဆိုတာနံပါတ်1စလုပ်လိုက်တဲ့အချိန်မှာကိုယ့်ဘာကိုလေစလုပ်တဲ့အချိန်မှာဘယ်တော့မှအဲ့လို perfect ပြည့်စုံရမယ်တကယ်ကောင်းရမယ်ဆိုပြီးဘယ်တော့မှမတွေးနဲ့အဲ့လိုတွေးရင်ဘယ်တော့မှမလုပ်ဖြစ်တော့နှစ်ချက်ပေါ့နော်အဓိကတော့သူများတွေဘယ်လိုပြောမလဲဆိုတာကိုဂရုမစိုက်နဲ့နောက်တစ်ချက်က perfect ငါဆင်ပြေပါမလားငါအကောင်းဆုံးလုပ်နိုင်ပါမလား no အကောင်းဆုံးမလုပ်နိုင်လဲကိစ္စမရှိဘူးနံပါတ်ဆက်ချင်းလုံးမဲ့အချိန်မှာအဲ့ဒီအရာတစ်ခုအကောင့်ထဲပေါ်မဲ့အချိန်မှာဆက်ချင်းမှာဘယ်သူမှ perfect ဖြစ်ဘူးဘယ်သူမှလည်းအကောင်းဆုံးမလုပ်နိုင်ဘူးအဓိကအဲ့ဒါပဲအဓိကတော့ chance ဆိုလို့ရှိရင်ကွာအင်္ဂလိပ်စကားအဲ့ဒီနိုင်ငံခြားသားတွေနောက်ကိုစပိန်နဲ့ပြေးပြီးလိုက်ပြောတယ် chance ဘာပြောတက်လဲအဲ့ဒီ what is your name where are you from nice to meet you အဲ့ဒါပဲပြောတတ်တာကွာဘာမှကျန်တဲ့ဟာအရှိကြီးတွေမပြောတတ်ဘူးကွာတိလားအဲ့လိုဆိုတော့ဆက်ချင်းအချိန်မှာကိုယ်မှာရှိတဲ့အရာနဲ့စဆိုတာကျန်ပြောချင်တယ်အဲ့တော့ကိုဘယ်လောက်ထိအခုမှစမယ်ဆိုလို့ရှိရင်လည်းဘာမှမဖြစ်ဘူးအဓိကလေသိရမလားအဲ့တော့လူများတွေပြောဘယ်လိုပြောမလဲဆိုတာကိုဂယုစိုက်လိုက်တယ်သို့မဟုတ်ငါအကောင်းဆုံးဖြစ်ချင်တယ်ဆိုတာကိုဂယုစိုက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ကိုလှုပ်ချင်တာနဲ့ဝေးသွားလိမ့်မယ်ကိုလှုပ်ဖြစ်မှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့ဆက်ချင်းလှုပ်တဲ့အခါမှာဘယ်တော့မှ perfect ဖြစ်ဖို့မကြိုးစားနဲ့ကိုလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာကိုပဲခေါင်းနဲ့ထည့်ပြီးတော့အဲ့အရာတခုကိုလုပ်ရမယ်အဓိကတော့အဲ့ဒါပဲပြီးတော့မှအဲ့အရာတခုကလေလုံရင်းနဲ့မှအတွေ့အကြုံရသွားပြီးတော့မှပို့ပြီးတော့တတိတွေရှိလာပြီးပို့ပြီးတော့ confident တွေရှိလာပြီးတော့မှဘယ်လိုလုပ်ရမလဲဆိုရင်နီးလဲနေကိုလုံရင်းနဲ့မှသိသွားမှာမလုပ်လို့ရှိရင်ဘယ်တော့မှမသိဘူးအဓိကတော့အဲ့ဒါပဲအဲ့တော့ဘာပဲဖြစ်ဖြစ်စကို့မှာရှိတာလေးနဲ့အစွမ်းကုန်လုပ်ပလိုက်ချမ်းတော့အဲ့လိုပြောချင်တယ်ပေါ့နော်ဆိုတော့အဓိကတော့ passion ယူသွမှုကိုဟိုးငယ်ထိတ်ထိရအောင်ထားဆိုတော့အဲ့လိုပြောချင်တယ်အဲ့ဒါဆိုတော့ okay အဲ့တော့10တန်းလောက်ရောက်တော့7တန်း9တန်း10တန်းလောက်ရောက်တော့အဲ့လိုမျိုးနိုင်ငံခြားသားတွေနဲ့စကားပြောတယ်10တန်းတက္ကသိုလ်ထိလိုက်ပြောနေတော့မယ်တက္ကသိုလ်ကပြန်လာလို့ရှိရင်တက္ကသိုလ်ကလည်းပထမနှစ်တက်ပြီးတော့ဒုတိယနှစ်ပဲကျောင်းအထားတာပါတက္ကသိုလ်ကအများကြီးလည်းမတက်ထားအောင်အဲ့တော့တက္ကသိုလ်သွားလို့ရှိရင်အဝေးတင်တက်တာကွာတက္ကသိုလ်သွားလို့ရှိရင်အပြင်ကျရင်ဖျားတွေ6ဝင်တယ်အဖျားတွေမှာလိုက်ပြောတယ်ဒီလားလိုက်ပြောပြီးတော့အဲ့လိုသူတို့ဖုန်းနံပါတ်တွေတောင်းတယ်အဲ့လိုမျိုးတွေလုပ်တယ်အဲ့တော့အဲ့ဒီအချိန်မှာတက္ကသိုလ်ဒုတိယနှစ်တက္ကသိုလ်ပထမနှစ်မှာဖုန်းကင်ပြီကွာဘာလို့အမေကပြောတယ်10တန်းပြီးမှဖုန်းကင်နဲ့10တန်းမပြီးခင်ဟိုတဲ့ဖုန်းမကင်နဲ့တဲ့စာအုပ်ပဲပြီးအောင်လုပ်တဲ့10တန်းပြီးရင်နဲ့ကြိုက်တာလုပ်ခိုင်းမယ်တဲ့သူအဲ့လိုပြောတယ်ဆို okay အဲ့ဆို10တန်းထိကိုလုံးဝဘာမှဖုန်းလည်းမကင်ဘူးအဲ့တော့10တန်းပြီးတက္ကသိုလ်လည်းတက်လိုက်တယ်အမေကဖုန်းလေးတစ်လုံးပေးတယ်သူ့ရဲ့ဖုန်းလေးပေးကင်တော့ okay အဲ့မှာစရ Facebook တွေပါစသုံးတယ်ပေါ့စသုံးတော့အဲ့မှာကွာအဲ့ချိန်တော့ဆိုဘယ်သူတွေရှိမလဲဒီ private queen တို့သူတို့တွေရှိမယ်ပြီးရင်ဘယ်သူတွေရှိမလဲDD Burmese blog အဲ့ဒီအကိုတွေရှိမယ်ပေါ့ဟုတ်တယ်မဖြိုးဖြိုးအောင်တို့အဲ့ဒီသူတို့တွေရှိအဲ့ဒီချိန်တော့ချမ်းတီးတာသူတို့တွေပဲအဲ့တော့သူတို့တွေကိုတွေ့တဲ့အခါမှာ Facebook မှာချမ်းအဲ့တော့လည်းအရင် social media သုံးတာမကျွမ်းဘူးဒါပေမဲ့သူတို့တွေကိုတွေ့တဲ့အခါမှာလေဟာငါလည်းသူတို့လိုဖြစ်ချင်လိုက်တာပြီးတော့သူတို့က sharing နဲ့လုပ်ပြီးတော့ဒီလိုလုပ်လို့ရှိရင်ဒီလိုတွေရတယ်ဗီဒီယိုတွေရိုက်ရင်ဒီလိုမျိုးတွေရတယ်ဆိုတာပဲအဲ့မှာပထမနှစ်ဒုတိယနှစ်မှာလည်းသိနေပြီကွာအဲ့သိတော့ပြီးတော့နောက်တစ်ခုချမ်းဝါသနာပါတာဓာတ်ပုံရိုက်တာအရင်ဝါသနာပါ photographer ဖြစ်ချင်တာphotographer ဖြစ်ချင်တော့ချမ်းမှာအဲ့တော့ဆိုအဲ့ဒီဟာဝေးဖုန်းလေးစကင်တာပေါ့နော်ဟာဝေးဖုန်းလေးအဲ့ဒီဖုန်းနဲ့လေအိမ်ကရှိသမျှကလေးတွေရဲ့အဲ့ဒီပုံလေးတွေရိုက်တယ်အဲ့ကလေးတွေရဲ့ပုံလေးဆိုလို့ရှိရင်ကွာအခုထိရှိသေးရဲ့သူတို့တောင်မှအဲ့ဒီ4-5တန်းရောက်နေပြီအဲ့တုန်းကချမ်းရိုက်ထားတာပေါ့နော်အမြဲတမ်းဘယ်လိုပြောလဲပြုံးပျော်ရွှင်နေတဲ့ပုံလေးတွေပြီးလို့ရှိရင်တဘာဝပုံလေးတွေအဲ့ဒီဖုန်းလေးနဲ့ချမ်းရိုက်တယ်တက်သမျှမှတ်သမျှပြင်းတယ်အဲ့လိုမျိုးအဲ့တော့ချမ်း page တွေပါလောက်မယ်ဆိုတော့မတည်သေးဘူးအဲ့ဒါပြီးတော့ Huawei ဖုန်းနဲ့ဒီပထမနှစ်မှာအဲ့လိုမျိုးလေးဓာတ်ပုံလေးတွေစရိုက်တယ်ပြီးအဲ့ဒီမတ်ဖြူဖြူအောင်တို့ပြောတာတွေကိုအဲ့လိုမျိုးမြင်ဖူးထားတယ်ပေါ့နော်ဒုတိယနှစ်လဲရောက်ကောအဲ့ဒီချိန်မှာချမ်းဖြစ်ချင်တာတွေကပို့ပြီးတော့တေချာနေပြီငါကဘာပတ်မယ်ငါအင်္ဂလိပ်စကားပြောမယ်ငါနိုင်ငံခြားသွားမယ်အဲ့ဒီချိန်မှာဖြစ်ချင်တာတွေကတေချာနေပြီအဲ့တော့ဒုတိယနှစ်လဲရောက်ကောဘာဖြစ်လဲဆိုတော့ကိုဗစ်ဖြစ်တော့ချမ်း
ကိုချမ်းကိုပြဖြစ်သွားတယ်ကိုပြဖြစ်သွားတော့ချမ်းဒီ quarantine center ရောက်သွားတယ်တောင်တကုံရောက်သွားတော့ချမ်းအမေနဲ့ချမ်းနဲ့ရောက်သွားအဲ့ဒီချိန်မှာကွာတိလားဟိုဘွာကြီးကလေလုံးဝဘာမှဆက်လက်လုံးလို့မရတော့ကြောင်းလဲချမ်းအဝေးတင်တက်တာဆိုပို့ဆိုရချမ်းဘွားမှာငါဘာလို့ရမလဲဆိုပြီးတော့အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့ဖြစ်လာတော့ဟို Facebook မှာလည်းသူတို့တွေကအဲ့လိုမျိုးဟိုမြင်ဘူးထားတော့ကိုဖြစ်ချင်တာလဲကဘာပတ်တာပြီးလို့ရှိရင်ဓာတ်ပုံရိုက်တာအဲ့နဲ့ချမ်းကလည်းအများကြီးတွေးတတ်တဲ့လူကို YouTube တွေလည်းရှောက်ကြည့်ထားတော့ငါဓာတ်ပုံဆရာလုံးရင်းနဲ့လည်းကဘာပတ်လို့ရတယ်ပြီးအဲ့ရတဲ့ပတ်စံနေနဲ့ငါကဘာပတ်လို့ရတယ်ချင်းကလေဘယ်တော့မှမဖြစ်နိုင်တာကိုမတွေးဘူးနော်ငါဘလို့လို့ရင်ဘလို့ရမလဲဆိုတော့နီးလဲဝယ်ပြေးစင်းစားတိလားငါပတ်စံမရှိလို့ငါဓာတ်ပုံရိုက်လို့မရဘူး no မတွေးဘူးငါပတ်စံမရှိလို့ငါကဘာပတ်လို့ရမှာမဟုတ်အဲ့ကလည်းမတွေးဘူးအဲ့တော့အဲ့ဒီအချိန်ဒီမှာဟာဝေးဖုံးတစ်လုံးနဲ့ဘာတွေးလဲဆိုတော့ငါဓာတ်ပုံဆရာဖြစ်ရင်ငါဓာတ်ပုံဆရာရတဲ့ပတ်စံနေနဲ့ငါကဘာပတ်လို့ရတယ်ပြီးတော့ဓာတ်ပုံဆရာဖြစ်ဖို့အရေးကိုကဘာမှာရှိတဲ့လှပတဲ့နေရာတွေကိုဓာတ်ပုံသွားရိုက်ဖို့ဆိုလို့ရှိရင်ငါခရီးသွားရမယ်ဒါဆိုရင်တစ်ချက်ကုန်တစ်ချက်ပြက်ဓာတ်ပုံဆရာလည်းဖြစ်မယ်ခရီးလည်းသွားရမယ်ပတ်စံလည်းရဟာချမ်းအဲ့လိုတွေးတာအဲ့တော့ချမ်းကအဲ့ဒါမွေးရပါအပြင်ကိုအမေကလည်းတင်ပေးထားတယ်ဘယ်တော့မှမဖြစ်နိုင်တာကို तू ကမတွေးခိုင်းလေငငယ်လေးကတင်ပေးထားတာအဲ့တော့ချမ်းကလည်းမွေးရပါအကြည့်ရလေတခုခုဆိုလို့ရှိရင်ကိုလိုချင်ပြီဆိုလို့ရှိရင်အမြဲတမ်းဟိုဘာမရှိလို့ဆိုတဲ့အကြောင်းပြချက်ကိုနံပါတ်1ဘယ်တော့မှမစဉ်းစားဘူးနော်ငါဘလို့လုပ်ရင်တော့ငါဘလို့ဖြစ်နိုင်လဲငါဒီလိုလုပ်လိုက်ရင်တော့ငါဒီလိုရနိုင်တယ်ဆိုတော့အမြဲတမ်းဟိုနီးလန်းပဲရှာတယ်ကွာနီးလန်းနေဆိုတာလေအမြဲရှိတယ်ကဘာပေါ်မှာနီးလန်းနေဆိုတာအမြဲတမ်းရှိတယ်မဖြစ်နိုင်ဘူးဆိုတာလေဘယ်တော့မှမရှိဘူးအဲ့ဒီအကြောင်းကိုလေ TikTok တို့ Facebook ပေါ်မှာတင်လို့ရှိရင်လေအမြဲတမ်းဟို brain wash လုပ်ခံနားရပြီးတော့ဒီမဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေနဲ့ကြီးပြင်းလာတဲ့လူတွေကမဖြစ်နိုင်ဘူးဆိုတဲ့ comment တွေပဲမှန်းကြတယ်သူတို့လေသိစေချင်တာတိလားအားမရဘူးလေအဲ့လိုမဟုတ်ဘူးဖြစ်နိုင်တယ်အရာရာတိုင်းကတကယ်ဖြစ်နိုင်တယ်ဆိုပြီးမှချက်သိစေချင်တာကွာအဲ့တော့သိစေချင်တော့အဲ့အမြဲတမ်းအဲ့ဒီစိတ်ပိုင်းဆိုင်ရာ post တွေချက်အမြဲတမ်း Facebook မှာတင်နေ YouTube မှာဆိုလို့ရှိရင်အခုအများကြီးဖြစ်နေပြီကွာချက်အဲ့ဒါနဲ့ပတ်သက်ပြီး sharing လုပ်ပေးတာချက်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးဘူး subscribe လုပ်ပြီးသွားကြည့်အဲ့မှာစိတ်ပိုင်းဆိုင်ရာအများကြီးတင်ပေးထားတယ်ကွာတရားဆိုတော့အဓိကပြောချင်တာဟိုရှိတာနဲ့စပြီးတော့မှဟိုကိုမဖြစ်နိုင်ဘူးဆိုတာတွေမတွေးဘူးငါဘလို့လုံးရင်ကောင်းမလဲဘလို့လုံးရင်ရမလဲဆိုတဲ့ဒီလန်းတွေကိုစတွေးအဲ့တော့တွေးတော့ quarantine center ရောက်နေတဲ့အချိန်မှာချမ်းကအဲ့ဒီပထမနေ့မှာဟာဝေးဖုန်းကန်နေနော်ဒုတိယနှစ်မှာကျတော့ချမ်းဟိုဟာဗာလေ Redmi Note 8အမေကဝယ်ပေးထားတယ်အပြာရောင်လေးအခုထိမမိသေးတယ်iPhone လေးလည်းရှိသေးတယ်အခုထိအိမ်မှာလုံးဝမလွတ်ပြဘူးသုံးလို့တော့မရတော့ဘူးအဲ့တော့အဲ့ဒီ Redmi Note 8ဖုန်းလေးနဲ့ချမ်းကအမေကိုတိုင်နေတယ်အမေသမီးအမေကိုအရင်ဆုံးပြောပြချမ်းဟိုတငယ်ချင်းတွေကိုဘယ်တော့မှမပြောပြဘူးဒါပေမဲ့ပြောပြတဲ့ခါမှာလည်းသူတို့ကချမ်းပြောတာတွေကိုတိတ်ပြီးတော့ဘယ်လိုပြောမလဲဟိုသူတို့ပြောချင်တာနဲ့ချမ်းပြောချင်တာအံဝင်ခွင့်ရမဖြစ်ဘူးကွာမဖြစ်ဘူးဆိုတော့သူတို့ချမ်းကမပြောပြဘူးအဲ့တော့ချမ်းမှာအမြဲတမ်းပြောပြစီရအရင်ကြီးဆုံးကအမေပဲဘာလို့အမေကငငယ်လေးကလေဟိုချမ်းတစ်ခုပြောပြချင်ပြီဆိုရင်မကြောက်အောင်သူကချမ်းကိုလမ်းဖွင့်ပေးထားတော့လေအမြဲတမ်းချမ်းကသူ့ပဲပြောပြဒီ relationship ကိစ္စတွေရီးစားကိစ္စတွေအားလားကွာချမ်းကတခုအဲ့လိုပြောပြချင်ပြီဆိုလို့ရှိရင်အမြဲတမ်းလမ်းဖွင့်ပေးထားတော့ချမ်းအမြဲတမ်းအမေကိုပဲပြောပြအဲ့နဲ့အမေကိုပြောတယ်အမေသမီး page လုပ်လိုက်ရင်ကောင်းမလားသမီးဒီလိုမျိုးဓာတ်ပုံတွေရိုက်လို့ရှိရင်ပတ်စံဒေါ်လာတွေရတယ်ဒေါ်လာတွေရပြီးတော့ဟိုလိုအဲ့ဒီဓာတ်ပုံတွေရိုက်ဖို့သမီးကနိုင်ငံခြားတွေသွားရမှာအဲ့ကြိုင်သမီးကဘာလဲပတ်ရမှာတစ်ချက်ကုန်တစ်ချက်ပြက်တစ်ချက်အမေအဲ့လိုပြောတာကွာအဲ့နဲ့ပြောတော့အမေကဘယ်တော့မှဆိုတည်ရမလားဟာလောက်လိုက်ကောင်းတယ်လောက်လိုက်ချအဲ့ဆို तू ကဟိုဘယ်လိုပြောမလဲ तू ကလည်းဟိုအဲ့ဒါနဲ့ပတ်သက်တဲ့ဒီဒီဘယ်လိုပြောမလဲစိတ်မိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့တင်နန်းတစ်ခုသူကတက်ထားတယ်အဲ့ဒီအချိန်မှာတက်ထားတော့ तू ကလေဘယ်တော့မှဆို channel လုပ်ပြီဆိုလို့ရှိရင်လေဟိုဘယ်တော့မှဟေးမလုပ်နဲ့မကောင်းဘူးဟဲ့ဘာဖြစ်မှာညာဖြစ်မှာညမှာဘာရှိလို့လဲဘယ်တော့မှအမေဆိုတာလုံးဝ negative person မဟုတ်ဘူး channel ကလုံးဝ positive energy ပေးတဲ့ဒါအမေပေါ့နော်ဆိုတော့ तू ကအဲ့လိုမျိုးပဲအမေချမ်း page လုပ်လိုက်ရင်ကောင်းမလားလို့ပြောရသေးတယ် तू ကလေလုပ်လိုက်အခုလုပ်ဆိုတာအဲ့ဒီမှာ quarantine center မှာဒီကိုဗစ်မှာနေတော့မှရှိသေးတယ်ချမ်းက तू page လုပ်ခိုင်းတာအဲ့ဆို channel လုပ်လိုက်တယ်ကွာအဲ့မှာချမ်းရဲ့အခုအဲ့တော့ချမ်း photography ဆိုပြီးတော့အဲ့ဒီ page လေးကိုစလုပ်တာဒါပေမဲ့အဲ့ဒါမသုံးဖြစ်တော့ဘူးကွာမသုံးဖြစ်တော့ဒီအခုဒီ 1.6 million follower ရှိတဲ့ဒီ channel page ကိုအဲ့မှာလုပ်လိုက်တာအဲ့မှာလို့တော့ဟိုအမေတို့ဘာနာမည်ပေးရင်ကောင်းမလဲဆိုတော့အဲ့မှာအကြာကြီးပဲစဉ်းစားနေချမ်းစဉ်းစားလို့မရတော့အားလို့ရှုပ်တယ်လို့ချမ်းပဲပေးလိုက်တော့မယ်ဆိုတော့မှအဲ့ဒါနဲ့ချမ်းပဲပေးလိုက်တော့တယ်ချမ်းပဲပေးပြီးတော့မှအဲ့နဲ့ quarantine ကနေထွက်ပြီးတော့အိမ်ထဲပြန်ရောက်ပေါ့အဲ့မှာကိုဗစ်ကြီးကွာဘဲမှလည်းသွားလို့မရဘူးသိရမလားအိမ်မှာပဲနေရတယ်နေတိုင်းအဲ့တော့ချမ်းဘာလုပ်လဲဆိုတော့အဲ့ဒီချိန်မှာချမ်းက Facebook တွေပါလေသုံးနေပြီကွာ YouTube တွေပါလေသုံးတက်နေအဲ့ချိန်မှာ TikTok တွေပါလေလည်းထွက်နေပြီဆိုတော့TikTok မှာချမ်းအဲ့ဒီ travel blog တွေကိုကြည့်တယ်နိုင်ငံခြားသားတွေရဲ့ traveling video တွေကြည့်တယ်ပြီးလို့ရှိရင်အဲ့ကနေစအင်္ဂလိပ်စာကို design မတ်စလေ့လာတယ်ဆိုတော့အဲ့ကနေစ
ဒီတနေ့အားနေတော့ကွာဘာလို့လဲဆိုတော့အဲ့ဒီ TikTok ကြည့်တယ် TikTok ကြည့်ရဆိုတော့လေပောက်ပြသူများတွေ TikTok ဆော့တာတွေလုံးဝမကြည့်ဘူးချင်းအဲ့ဒါတွေလုံးဝကြိုက်လည်းမကြိုက်ဘူးကွာအဲ့တော့ YouTube မှာဆိုရင်လည်းဘယ်တော့မှအဲ့လိုလေပောက်ပြလို့တော့မပြောချင်ပါဘူး entertainment video တွေကိုချင်းကြည့်ရတာဝါသနာမပါတော့ချင်းအများနဲ့ဘာကြည့်လဲဆိုတော့အဲ့ဒီtraveling vlog တွေကြည့်တယ်ပြီးလို့ရှိရင်ဒီအင်္ဂလိပ်စာလေ့လာတဲ့ဟာတွေကြည့်တယ်ပြီးရင်ဒီစိတ်ပိုင်းဆိုင်ရာဟာတွေကိုချင်းအများနဲ့ကြည့်တယ်နားထောင်တာကြည်တာနဲ့တွေမပြီးဘူးအမြဲတမ်းချက်ဖုံးကြည့်ပြီဆိုဘေးကမှာစာအုပ်နဲ့ဘောတွေနဲ့အမြဲတမ်းရှိတယ်အမြဲတမ်းကိုတိကျင်ပြီဆိုလို့ရှိရင်အဲ့ဒီဟာအမြဲတမ်းချရေးထားတယ်ချရေးပြီးတော့အဲ့ကနေစအဓိကတော့အဲ့မှာချက်ကဒီ YouTube မှာတခြားနိုင်ငံခြားအဲ့လိုမီဒီယာနဲ့ရှိတဲ့ YouTuber တွေရဲ့ဗီဒီယိုတွေကိုချက်ကြည့်မိသွားတော့ဟာအဲ့လိုလုပ်ချင်နေအဲ့မှာစပြီးတည်တာကဘာပတ်လို့ရှိရင်ဗီဒီယိုတွေလုပ်ရင်ပတ်စံရတယ်အဲ့ဒီပတ်စံအနေနဲ့ကဘာပတ်လို့ရတယ်ဆိုတော့ချက်အဲ့ကနေစပြီးတော့မှ idea ရတာကွာဆိုတော့အဲ့ဒီ idea မရခင်9တန်း10တန်း9တန်း10တန်းတော့ရောဒီဗီဒီယိုတွေလုံရင်းပတ်စံရတယ်အဲ့ဒါမှကဘာပတ်လို့ရမယ်ချမ်းနိုင်မသိဘူးเนาะဒါပေမဲ့ချမ်းမှာဖြစ်ချင်တဲ့စိတ်ကအများရှိတယ်ငါကဘာပတ်ကိုပတ်မှာသူဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ငါပတ်မှာအဲ့တော့နီးလန်းနေအဲ့တော့မသိသေးဘူးဒါပေမဲ့ငါဖြစ်ကိုဖြစ်မှာဆိုတော့စိတ်တော့ရှိတယ်စိတ်တော့ရှိတာမဟုတ်စိတ်ကိုအပြည့်အဝကိုရှိတာကွာဒီလားနီးလန်းနေကသူအချိန်တန်လို့ရှိရင်သူရောက်လာလိမ့်မယ်အဲ့လိုပဲတွေးရကွာအဲ့တော့အဲ့ဒီကနေစအဲ့တော့ချဲအဲ့ဒီကိုဗစ်မှာဒီအိမ်မှာပေါ့ချဲရဲ့မောင်နှမတွေနဲ့အဲ့ဒီ blog တွေစရိုက်တယ်အဲ့မှာခီးသွားတာတွေမပါသေးဘူးเนาะ blog တွေစရိုက်တယ်ဘာတွေရိုက်လဲဆိုတော့အိမ်သားပတ်ဝန်းကျင်မှာရှိတဲ့အဲ့လိုရှုကေးလှလှလေးတွေမှာချမ်းရဲ့ဒီချမ်းခန္ဓာကိုယ်ပါတဲ့ဗီဒီယိုလေးတွေပြီးလို့ရှိရင်အင်္ဂလိပ်စကားပြောတဲ့ဗီဒီယိုလေးတွေအဲ့တော့ချမ်း idea အဲ့လိုမျိုးကြီးဒီဟာကြီးကိုတီးတန့်လုပ်မယ်ဆိုပြီးတော့လုပ်တာတော့မဟုတ်ဘူးချမ်းအင်္ဂလိပ်စာနှစ်ပုတ်လေ့လာပြီးပြီဆိုလို့ရှိရင်အဲ့နှစ်ပုတ်ကိုချမ်းထိုင်ပြောတာထိုင်ပြောပြီးတော့ချင်းကဗီဒီယိုရိုက်ထားတယ်ထိုင်ပြောလို့ရှိရင်အဲ့ဗီဒီယိုရိုက်တာကိုချင်းက TikTok ပေါ်တင်လိုက်တာကွာတိလား TikTok ပေါ်တင်တယ်အဲ့ TikTok ပေါ်တင်နေမှာအဲ့ဒီဟာလေးတွေကတဖြည်းဖြည်းနဲ့မှပေါက်လာတယ်အဲ့ဒီအချိန်မှာချင်းရဲ့အဝတ်စားချင်းနေမုံထိုင်မုံချင်းဘာတစ်ခုမှအဲ့ဒါတွေကိုလေဘယ်တော့မှငါအဝတ်စားကောင်းကောင်းလေးဝတ်ပြီးတော့မှရရင်ကောင်းမလားဘယ်တော့မှအဲ့လိုမတွင်ဖြစ်ချင်တာအင်္ဂလိပ်စကားပြောချင်တာအင်္ဂလိပ်စကားပြောချင်တာကိုတင်ချင်တယ်โอเคအင်္ဂလိပ်စကားထိုင်ပြောတယ်တင်တယ်ပြီးတော့အဲ့ချိန်မှာစပြီးတော့လူတွေကတဖြည်းဖြည်းနဲ့သတိထားမိလာတယ်ဘလို့သတိထားမိလာလဲဆိုတော့လွတ်ပေါ့ဘာမှပြင်ဆင်ချေသားမှုမပါတဲ့ကောင်းမလေးပေါ့အင်္ဂလိပ်စကားလည်းတော်လိုက်တာပေါ့လူတွေကစာပြီးတော့မှအဲ့လိုသတိထားမိလာတယ်အဲ့ရနေပြီးတော့မှသူတို့သတိထားမိလာလို့ရှင်လည်းချက်ကအားပေးမှုရလို့ရှင်ကိုကခွန်အားရတယ်လေငါဘာတေချာပို့ပြီးတော့ပို့ကောင်းကောင်းလေးလုပ်ရင်ကောင်းမလဲဆိုတော့ခွန်အားရတော့အဲ့ဒီချက်ပို့ပြီးတော့မှလေ့လာဖြစ်တော့အင်္ဂလိပ်စာအောင်ဆိုလို့ရှင်လေကိုပြဆိုတော့ဘာမှမလုပ်ဆရာမရှိဘူးမလားတနေကုန်အဲ့ဒီအိမ်ရှိဗရောက်ပြီးအောင်မှာထိုင်ပြီးတော့လေတနေကုန်အင်္ဂလိပ်စာထိုင်လောက်တာတနေကုန်လောက်တာနော်မနက်ကနေညနေအထိအဲ့လိုမျိုးတနေကုန်လောက်တာအဲ့ဒါပြီးလို့ရှိရင်စာအုပ်နဲ့ဘောပင်နဲ့တေချာရေးတယ်တပုတ်ရေးပြီးသွားရင်ဗီဒီယိုထိုင်ရိုက်ထားတယ်ရိုက်ပြီးလို့ရှိရင်ညကျရင်အဲ့ဒါ TikTok ပေါ်မှာတင်နေအဲ့လိုမျိုးပေါ့အဲ့တော့ Redmi Note 8ဖုန်းကင်မရာတွေ light တနေနေမလှမာတွေဘယ်တော့မှမစိုးရိမ်ဘူးလှချင်လားမလှချင်လေအဓိကငါလုပ်ချင်တာအင်္ဂလိပ်စကားပြောတာကိုငါတင်ချင်တယ်ဒါပဲသိတယ်အဓိကအဲ့မှာကိုဖြစ်ချင်တဲ့ဆန္ဒအဲ့ဒါပဲလှတာတွေမလှတာတွေ light နေနေဖုံးကောင်းတာတွေမကောင်းတာတွေဘာရှိမှတော့ညာရှိမှတော့အချမ်းဘယ်တော့မှအဲ့လိုမတွေးတွေးမိခံလည်းမခံစားရဘူးကွာအဓိကကလေအဲ့ဒီအပေါ်မှာလည်းစိတ်တွေကရောက်မနေဘူးအဓိကငါဒီအင်္ဂလိပ်စကားပြောတာကိုငါတင်ချင်တယ်လူတွေကိုမြင်စေချင်တယ်အဲ့လိုမျိုးတင်နေမှာတဖြည်းဖြည်းနဲ့မှလူတွေကတဖြည်းဖြည်းအားပေးလာပြီးတော့မှအဲ့ကနေပြီးတော့မှ blog လေးတွေနည်းနည်းရှည်လေးတွေ3မိနစ်စာလေးစပြီးတော့ဖန်တီးတယ်ဖန်တီးတော့လေတင်တန်းနေတက်လာဆိုတော့ချက်မတက်ဘူးเนาะဒီအဲ့ရှောက်ပြီးတော့လုပ်ကြည့်တာဒီ InShot တို့ CapCut တို့ download လုပ်တယ် download လုပ်ပြီးတော့ချက်အင်္ဂလိပ်စာနည်းနည်းရတော့ကွာဒီသူတို့တွေက instruction တွေကဒီအင်္ဂလိပ်လိုမျိုးပြောထားတော့ဘယ်ကိုသွားရင်ဘာလုပ်ပါအကုန်သိနေတော့ဘာမှတင်တန်းနဲ့တက်ဆရာမလို့အကုန်လုံးကွက်ကိုလုပ်တယ်လွယ်လွယ်နဲ့မှ video editing ကိုဘယ်လိုလုပ်ရမလဲဆိုတော့ပိုသိလာတယ်အဲ့တော့အဓိကတော့လေ့လာပေါ့နော်လေ့လာမှုအားကောင်းလို့ရှိရင်တော့ဘာမှတော့ချက်ဆိုလို့ရှိရင်ထူအခုချိန်ကြီးဘာတင်တန်းနေတက်ခဲ့တယ်ဆိုဘာတင်တန်းမှမတက်ခဲ့ဘူးကိုဖြစ်နေတဲ့စိတ်ဆန္ဒတစ်ခုလေးနဲ့အကုန်လုံးတေးသေးချာချာဒီဇိုင်းမမတ်လုံးမိခဲ့တာဒီဇိုင်းမမတ်လုပ်ခဲ့တာလို့မပြောဘူးနော်လုံးမိခဲ့တာဘာဖြစ်လို့အဲ့ဒီအရာကိုဘယ်အရာဥဆောင်သွားလဲဆိုတော့ကိုယ့်ရဲ့ဖြစ်ချင်တဲ့အဲ့ဒီ passion ပြင်းပြတဲ့စိတ်ခံစားချက်အဲ့ဒီအရာတကူကဥဆောင်ပြီးတော့ချမ်းအကုန်လုံးကိုလှုပ်သွားစေခဲ့တယ်အဲ့ဒီချိန်မှာချမ်းအဆက်မပြတ်လေ့လာတယ်အကုန်လုံးကိုလှုပ်တယ်အဲ့တော့blog တွေရိုက်လို့ရှိရင်လေဘာတွေးလဲသိလားသူများတွေလိုမျိုးအဲ့လိုပေါ်တော်ကြီးလည်းမဖြစ်ချင်ငယ်တော့ကတော့အဲ့ဒီစိတ်ရှိရနော်ငယ်တော့မရဘူးရောက်နေအခြေတလိုက်မှာအဲ့လိုမျိုးပြောလို့ရတာအဲ့လိုငါကိုကလေဘာမှသာမဟုတ်တာချမ်းပါတဲ့ကလေးလည်းမဟုတ်ဘူးစင်းရပါတယ်ဘာမှလည်းမဟုတ်တာမန်တောသူလေးတယောက်ပါပဲဒီရမှာဒါပေမဲ့ဘာတွေးလဲဆိုတော့ငါသူများရဲ့လိုပေါ်တော်မဖြစ်ချင်ဘူးငါ့ကိုလူများတွေအဲ့လိုမျိုး
အဲ့လိုပေါ်တော် comment တွေမှန်တာလဲငါမလို့ချင်ဘူးပြီးတော့ငါမြန်မာအကြီးတွေ့တာနော်ငါမြန်မာနိုင်ငံလူတွေနဲ့ဘယ်သူနဲ့မှမတူချင်ဘူးငါတယောက်တည်းငါအဲ့လိုမျိုးပုံစံဆိုရင်ငါတယောက်တည်းပဲပြင်းမြင်မဲ့ပုံစံကိုပဲငါဖြစ်ချင်တယ်ငါ unique ဖြစ်ချင်တယ် unique ဖြစ်ချင်တယ်ဆိုတာကွာတတိတခြားအဲ့လိုတမူထူးခြားအဲ့လိုမျိုးဖြစ်ချင်တယ်ပြီးလို့ရှိရင်ငါဘယ်သူနဲ့မှမတူချင်ဘူးအဲ့တော့ငါဘာလုပ်ရင်ကောင်းမလဲငါတစ်ချက်တွေးရပေါ့နော်အဲ့တော့ဘာလုပ်ရင်ကောင်းမလဲတွေးတော့ချက်အခုဒီချင်းနေထိစဉ်းစားခဲ့ရပါတော့အဲ့တုန်းက okay ငါအင်္ဂလိပ်လိုပြောမယ်အဲ့ဆိုမြန်မာပြည်က vlogger တွေကတော့မြန်မာစကားပဲပြောတယ်မလားချင်းအဲ့မှာစတွေ့တယ်ငါအင်္ဂလိပ်လိုပြောမယ်ငါရဲ့ vlog တွေအကုန်လုံးငါအင်္ဂလိပ်လိုပြောမယ်ပြီးလို့ရှိရင်နောက်တစ်ခုအင်္ဂလိပ်လိုပြောပြင်မဲ့လူတွေကချမ်းကွာချမ်းတွေးထားခဲ့တဲ့အတိုင်းချမ်းခံစားခဲ့တဲ့အတိုင်းချမ်းစီစဉ်ထားခဲ့တဲ့အတိုင်းဒီနေ့မှာတကယ်အကုန်ဖြစ်လာတာအဲ့ဒါစိတ်ရဲ့ဥဆောင်မှုအဲ့တော့ဘလို့တွေးလဲဆိုတော့ okay ငါအဲ့ဒီအင်္ဂလိပ်လိုပြောမယ်ပြီးလို့ရှိရင်ငါတနခါလိမ့်မယ်ဒါပေမဲ့ငါကအမြဲတမ်းဘယ်တော့မှတောက်ပြောင်ပြောင်အဲ့လိုအကောင်းစားတွေဘယ်တော့မှမဝတ်ဘူးဝတ်လည်းမဝတ်နိုင်ပါဘူးမဝတ်ဘူးအဲ့တော့ဟိုလှတယ်ပတဲ့အဲ့လိုမျိုးပဲများတဲ့ကောင်မလေးတွေမဖြစ်ချင်ဘူးလူတွေကငါ့ကိုမြင်လို့ရှိရင်အဲ့လိုမျိုးစူးစမ်းနေတဲ့ကလေးလေးတယောက်အဲ့လိုမျိုးတော်လိုက်တာတနခါလေးနဲ့မြန်မာပြည်ကဆိုတဲ့အဲ့လိုမျိုးအတွေးမျိုးဝင်ရမယ်အဲ့လိုအကြီးတွေတွေးတာချဲကအဲ့လိုမျိုးတွေးပြီးတော့မှချဲအဲ့လိုစလုပ်တာအဲ့တော့အဲ့ဒီစိတ်တော့ရှိတယ်ပေါ့နော်အဲ့လိုသူများနဲ့မတူချင်တဲ့စိတ် unique ဖြစ်ချင်တဲ့စိတ်ပြီးလို့ရှိရင်ကိုယ့်ဘာကိုလေဘယ်အချိန်နေပဲရောက်ကိုယ့်ရဲ့တန်ဖိုးအမြဲတမ်း level ကိုအမြဲတမ်း high လုပ်ထားတယ်အဲ့တော့သူများနဲ့မတူချင်ဘူးသူများတွေလာပြောရင်လည်းကိုကလေဥမာကွာကိုလောက်မလေးလာထားတဲ့လူတွေလာပြောလို့ comment တွေလာမှလို့ရှင်ချမ်းဘာမှမဖြစ်ဘူးခရီးလည်းမဆိုင်အဲ့တော့ကိုထက်ဆရာကြတဲ့လူတွေကသာကို comment လာပေးပြီဆိုရင် okay ငါအဲ့ comment တခြားဖတ်လိုက်တယ်သူတို့ဘာပြောချင်တာလဲငါမှဒါလိုအပ်နေရလားချမ်းအဲ့ဒါကိုမှထည့်တွေးတယ်အဲ့လိုများမဟုတ်လို့ရှိရင်လူတယောက်ကကို back comment လာပေးရဆိုရင်သူ့ profile ကိုကြည့်လိုက်လို့okay it's okay no problem သူကငါလောက်လည်းတည်ရမဟုတ်အဲ့တော့ထားလိုက်အဲ့လိုမျိုးလေးတော့ရှိရပေါ့နော်အဲ့တော့အဓိကတော့တခုခုကိုလုပ်မယ်ဆိုလို့ရှိရင်လေဆွမ်းနာပြောခဲ့တယ်နော် passion ယူသွတ်တဲ့စိတ်ရှိနောက်တစ်ခုကကြတော့တကယ်ကိုကအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်အခုခေတ်မှာ blogger တွေအများကြီးဒါ blog နဲ့ပဲ blog ရဲ့ဒီနဲ့ပဲဝယ်ပြလိုက်ရမှာနော် blogger တွေအများကြီးကိုကအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင် unique ဖြစ်ကသူများနဲ့မတူတမူထူးခြားတဲ့အတွေးရှိရမယ်တမူထူးခြားတဲ့ပုံစံရှိရမယ်အဲ့လိုမျိုးတွေးတတ်ရမယ်အဲ့ဒါမှသာလျင်လူတွေကကိုယ့်ရဲ့ပုံစံကိုကလက်ခံပြီးတော့အားပေးမှာအဲ့တော့လူတိုင်းဒါလုပ်တယ်ကိုကလိုက်လုပ်တယ်အဲ့လိုမျိုးတော့မဖြစ်စေချင်ဘူးချဲကိုနိုင်လည်းအဲ့လိုမျိုးမဖြစ်ခဲ့ဘူးပေါ့နော်အဓိကတော့အဲ့ဒါပါပဲဆိုတော့ငါတနခါလိမ့်ပြီးတော့အဲ့လိုအင်္ဂလိပ်စကားပြောမယ်ပြီးလို့ရှိရင်ငါနိုင်ငံတွေလျှောက်သွားမယ်ချဲအဓိကအခုမှချဲကလည်းစူးစမ်းတော့မှဆရာကြီးလည်းမဟုတ်သေးဘူးချဲကဘာကြောချင်လားဒီနိုင်ငံကျော်ဆိုတာထက်ချဲအောင်တကဘာလုံးကတိပြီးတော့ချဲကဘာလဲမြန်မာကုံဆောင်ဖြစ်ချင်တာကွာတနခါလိမ့်ထားတယ်ဘယ်ရလဲလို့ပဲမြန်မာဆိုတာဘာအဲ့လိုမျိုးကိုယ်နိုင်ငံကိုအရန်ဂုံတက်စေချင်တာကွာအဲ့ကြောင့်နောက်ပိုင်းနေတော့မှချမ်းမှာလုံးမဲ့ plan တွေအများကြီးရှိတယ်အဲ့တော့တနခါလိမ့်တဲ့အကြောင်းရင်းကလည်းအဲ့ဒါကြီးပါတယ်ပေါ့နော်အဲ့လိုခီးသွား blog တွေထဲမှာတနခါလိမ့်တာအဲ့ဒါတွေလည်းပါတယ်ဆိုတော့သူများနဲ့မတူတမှုထူးခြားခြင်းနဲ့ unique ဖြစ်ခြင်းနဲ့စိတ်အဲ့တော့အမြဲစာအုပ်ထဲမှာဘာရေးလဲဆို I am different from other people ငါဟာသူများတွေနဲ့မတူဘူးကွဲပြားတယ်အဲ့ဒီဟာကိုချမ်းမြဲတမ်းရေးထားတယ်အဲ့တော့သူများတွေကကိုယ်ကိုလာပြောမယ်နင်ကြီးကျယ်လိုက်တာကွာငါကြီးကျယ်okay ဘာမှဖြစ်ဘူးကြီးကျယ်တာမဟုတ်ကိုကိုပုံစံနဲ့ကိုအောင်မြင်တဲ့လူတယောက်ဖြစ်ချင်တော့အဲ့ဒီစိတ် mindset တွေကိုငကိုတွေကထည့်ထားတာ I am different from other people အဲ့လိုမျိုးကအမြဲတမ်းစာအုပ်ထဲမှာတော့ချရေးထားတာကွာချက်အဲ့လိုဆိုတော့အဲ့ကနေပြီးတော့မှတဖြည်းဖြည်းဒီ Redmi Note 8ဖုန်းလေးနဲ့ချမ်းစခဲ့တယ်အမြဲတမ်းတွေ့မှာပါជីပေါင်းမီလေးနဲ့ရှောက်သွားနေတယ်စပိန်စီးတယ်အဲ့ဒါမှသူများနဲ့မတူအောင်ဘာလို့လဲဆိုတော့အင်္ဂလိပ်လိုပြောတယ်အဲ့မှာအင်္ဂလိပ်စကားကလည်းလေအဲ့ကနေမှတဖြည်းဖြည်းနည်းနည်းပြောတတ်လာသလားဟိုလိုမျိုးပြောတတ်ရင်လည်းမအဲ့ blog တွေကိုရိုက်တာမဟုတ်ဘူးเนาะအဲ့တော့ငါ blog ရိုက်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုပြောရမယ်ဆိုတော့ငါဒီ blog ထဲမှာဘာတွေကိုပြောချင်လဲအရင်ဆုံးစီစဉ်ရတယ်စီစဉ်ပြီးအဲ့ဒါအရင်ပြောကြည့်ရတယ်အဲ့ဒါတစ်ခေါက်တည်းပြောလို့မရဘယ်တော့မှဗီဒီယိုတစ်ပုတ်ဆိုတာလေတစ်ခေါက်တည်းနဲ့ပြီးမသွားဘူးဘာလို့ဆိုအင်္ဂလိပ်လိုပြောရတာကိုချမ်းလဲအရင်မကျွဲဘူးအရင်မကျွဲတော့အင်္ဂလိပ်လိုပြောရင်ဗီဒီယိုတစ်ပုတ်ကိုကွာ9ခေါက်လောက်ရိုက်ကြတယ်အဲ့ဒီအတန်ဖက်မမှန်တာနဲ့ထောက်သွားတာနဲ့ဘာနဲ့ညာနဲ့ဆိုကွာအင်္ဂလိပ်လိုအဲ့လိုပြောလို့ရှိရင်အမြင်အကြာကြီးရိုက်ကဆိုအဲ့မှာအင်္ဂလိပ်စကားတက်လာအဲ့ဆိုလို့ရှိရင်တစ်ချက်ခုံးနှစ်ချက်ပြက်vlog video လေးရတယ်အင်္ဂလိပ်စာလေ့ကျင့်ပြီးသွားလဲဖြစ်သွားတယ်အဲ့မှာချမ်းကလုံးဝကိုငါတကယ်ငါလုံးမဲ့အရာတွေတကယ်မိုက်တယ်ဆိုပြီးတော့မှကိုအဲ့လိုအားပေးရပေါ့နော်အဲ့အရာတွေကိုအမြဲတမ်းအမေကိုအရင်ဆုံးအသိပေးတယ်အဲ့တော့အမေကလည်းတခုခုဆိုလို့ရှိရင်အမေကဘာပြောလဲဆိုတော့ဟာမိုက်တယ်ငါသမီးလောက်တာဘယ်သူနဲ့မှမတူအရင်မိုက်တယ်ငါသမီးကတော်တယ်ဒါချက်အမေကအမြဲတမ်းအဲ့လိုပဲအားပေးရကွာတိလားအဲ့တော့ဒီຢာတွေကိုလောက်တဲ့အချိန်မှာပပကတော့တိတ်ပြီးတော့မသိဘူးပပကအမြဲတမ်းတမော့လိုက်နေဆိုတော့မသိဘူးပေါ့ကွယ်ချဲအမေပဲအမြဲတမ်းသိတယ်တခုခုဆိုလို့ရှိရင်အမေသမီးဒီဗီဒီယိုဒီလိုလေးလောက်လိုက်တယ်အမေကြည့်ပါဦး
အဲ့ဆိုအမေကကြည့်ပြောရင်လေဟာကောင်းတယ်တော်တယ်ငါသမီးလောက်တာဘူးနဲ့မှမတူအကောင်းဆုံးပဲမကောင်းပြန်ကြည့်လိုက်လို့အခုချိန်မှာပြန်ကြည့်လိုက်လို့အဲ့ဗီဒီယိုဘာမှမကောင်းဘူးတိလားအမေကအဲ့တော့နေရလေအကောင်းဆုံးပဲဆိုတာမျိုးပြောတယ်ကွာအတိကအဲ့ဒါပဲပေါ့နော်အဲ့ဒီချိန်ကနေစရော Redmi Note 8ဖုန်းလေးနဲ့အဲ့လိုမျိုးရိုက်တယ်ပြီးတော့တဖြည်းဖြည်းနဲ့ချမ်းကဒီကင်မရာတစ်လုံးဝယ်ခြင်းတယ်ပေါ့အဓိကချင်းကနေဟိုစိတ်ထဲမှာဖြစ်ချင်ပြီဆိုရင်လေအဲ့အရာဖြစ်လို့ဖြစ်တယ်အဲ့အရာဖြစ်ကိုဖြစ်တယ်ကွာဟိုအဲ့လိုဟိုငငယ်တော့စင်ကာပူသွားခြင်းနဲ့စင်ကာပူဆိုတာဘာမှမသိဘူးပပသွားလို့သွားခြင်းတာဘာမှမသိဘူးနော်စင်ကာပူသွားခြင်းနဲ့စိတ်ဆန္ဒတွေပြင်းပြတယ်အဲ့လိုမျိုးစိတ်ဆန္ဒတွေအရင်ပြင်းပြပါများရင် frequency တွေချိတ်ဆက်သွားတယ်အဲ့တော့စင်ကာပူသွားခြင်းနဲ့ဆိုတဲ့စကားလုံးတွေကိုလှုပ်အဲ့လိုမျိုးထုတ်လွှတ်လိုက်တဲ့အခါမှာစင်ကာပူမှာရှိတဲ့လူတယောက်စီကိုရောက်သွားတယ်ဆိုတဲ့ပုံစံမျိုး10တန်းပြီးတော့စင်ကာပူသွားရတယ်ချမ်းရဲ့အမေရဲ့တငယ်ချင်းကသူသမီး2ယောက်ကိုအင်္ဂလိပ်စာလာသင်ပေးပါဆိုပြီးတော့မှ10တန်းပြီးချင်းသူတို့နဲ့စင်ကာပူတလသွားနေရတယ်အဲ့မှာစင်ကာပူလဲဖြစ်သွားတယ်ပေါ့အဲ့ဒီလိုပဲအဲ့တော့ကိုဖြစ်ချင်တာဖြစ်အရန်စိတ်ဆန္ဒပြင်းပြပြီဆိုလို့ရှိရင်အဲ့ဒါပေါ်သေးသေးမဟုတ်ဘူး frequency တွေချိတ်ဆက်သွားပြီးတော့ကိုယ့်စီကိုဖြစ်ချင်တဲ့အဲ့ဒီ opportunities တွေကရောက်လာတာအဲ့တော့ universe ကပေးတာ channel lot of attraction က attract လုပ်လိုက်တာကွာတဲ့လားဆွဲယူလိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့တော့ channel ကလည်းဟိုပြောဘယ်လိုပြောရမလဲငငယ်လေးကမွေးရပါရမီလို့ပဲကိုထင်တာပဲတခုခုဆိုလို့ရှိရင်လေကိုဖြစ်ချင်လိုက်ပြီဆိုရင်မဖြစ်တာဘယ်တော့မှမရှိဘူးမဖြစ်မချင်းတဲ့ channel အလျှော့လည်းမပေးတတ်ဘူးအဲ့လိုမျိုးတွေမှာပါတယ်ဘယ်လိုအလျှော့မပေးတတ်ဘူးလဲဆိုငငယ်တော့ကွာပတ်စံနေပါတယ်ပြစ်တယ်နော်အမတွေနဲ့ပတ်စံနေပြစ်တယ်ဂေါ်လီတွေရိုက်တယ်ပတ်စံပြစ်တော့ channel ကပတ်စံရှုံးသွားတယ်ကွယ်ပတ်စံရှုံးသွား900ရှုံးသွား900ရှုံးတော့အဲ့ဒီအမစီမှာရှုံးသွားတယ်ရှုံးတော့မကျေနပ်ဘူးအဲ့900ကိုလေသူ့စီကပဲပြန်လို့ချင်တာတိလားအဲ့နဲ့မိုးကချုံနေပြီနော်သူများတွေကအမေတို့ကလေတော်ပါတော့လာအိမ်မော်ရေချိုးတော့တက်တော့လုံးဝမတော်ဘူးအဲ့ဒီ900ကိုသူ့စီကမရရင်လုံးဝမတော်အဲ့နဲ့သူ့စီကနေပြီးတော့ကိုကပတ်စံမရှိတော့သူ့စီကနေပတ်စံပြန်ချီးပြီးတော့အဲ့ပတ်စံကိုရအောင်ပြန်ပြစ်တဲ့ခါမှာ900မဟုတ်1000တောင်ပြန်နိုင်သွားတယ်အဓိကတော့အဲ့ဒါပဲချမ်း okay အဲ့လိုမျိုးပေါ့နော်အဲ့ဒီအချိန်ကနေစခဲ့တယ်ပေါ့ဆိုင်းထဲမှာချမ်းဒီအဲ့ဒီ TikTok မှာရင်ဆုံး viral ဖြစ်သွားတယ် viral ဖြစ်ပြီးတော့မှဒီ Facebook မှာချမ်း page တွေမှာအဲ့ TikTok မှာတင်ပြီးသားလေးပြန်တင်နေမှာအဲ့ဒီဟာတွေကလည်းတဖြည်းဖြည်း viral ဖြစ်နေတာလူတွေကလက်ခံအားပေးတာအဓိကတော့ဟိုသူများနဲ့မတူတမှုထူးခြားခြင်းနဲ့ပုံစံလေးနဲ့လုပ်မယ်ဆိုပြီးတော့မှဒါအခုချမ်းအခုမှတည်တဲ့လူတွေကလေချမ်းရဲ့ဒီအဲ့ covid တုန်းကဒီ2021တုန်းကဗီဒီယိုတွေကိုတွားကြည့်စီခြင်းနဲ့ကွာတကယ်သူများနဲ့မတူတဲ့ပုံစံလေးတွေကွာအဲ့လိုမျိုးလှုပ်ထားတာလေးတွေ့ရမှာပါဆိုတော့အဓိကတော့အဲ့လိုမျိုးပေါ့နော် unique ဖြစ်ပြီးပြီးတော့ passion ရှိပြီးတော့သူများနေဘာပြောဂရုမစိုက်ဘူးဆိုတော့စိတ်ရှိပြီးကို့မှာရှိတာနဲ့စမယ်တုံးတိုက်အဲ့လိုမျိုးကြားကြိုက်တုံးတိုက်အဲ့လိုမျိုးတစ်ခုခုလှုပ်ချင်တာကိုလှုပ်မယ်ဆိုတော့စိတ်ရှိပြီဆိုလို့ရှိရင်အဲ့ဒါခြေလှမ်းစလိုက်တာအဲ့ဒီခြေလမ်းစလိုက်ပြီဆိုလို့ရှိရင်ချမ်းတို့ကကိုသွားခြင်းတဲ့လမ်းကိုရောက်ဖို့အတွက်တော့နီးစပ်သွားပြီနောက်တစ်ခုကကြတော့လေဟိုအရာတစ်ခုကိုယုံကြည်လိုက်ပြီ 100% ယုံကြည်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအရာတစ်ခုရဲ့90%ကအောင်မြင်သွားပြီအဲ့ဒါကျန်တဲ့90%ကကြတော့ကိုယ့်ရဲ့ဒီ action နဲ့သွားမယ်ပေါ့လေအဲ့တော့အဓိကကတော့ဟိုကိုကမဖြစ်နိုင်ဘူးမယုံကြည်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့ယုံကြည်ချက်တွေကိုကန့်သက်ထားတယ်အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီနေ့ကစပြီးတော့မလုပ်နေတော့ပေါ့နော်ဟိုအဓိကကိုယ့်ရဲ့ယုံကြည်ချက်တွေကို limit မလုပ်ထားဖို့အရေးကြီးတယ်ကိုကလေအရာတိုင်းနဲ့ထိုက်တန်တယ်အဲ့ဒီအရာတိုင်းကလည်းကိုလိုချင်မှနော်ကိုလိုချင်မှထိုက်တန်တာကိုမလိုချင်မထိုက်တန်ဘူးအဲ့တော့ဟိုတကယ်ကိုလိုချင်ပြီးရင်ထဲကစိတ်ဆန္ဒတကယ်အဲ့ဒီအရာကိုကဟိုလိုချင်တယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုနဲ့တကယ်ကိုထိုက်တန်တယ်အိမ်အကြီးလားကားလား1000လားဒေါ်လာ1000လားအကုန်ထိုက်တန်တယ်ကွာဒီလားအဲ့တော့ကိုနဲ့မထိုက်တန်ဆိုတာမရှိဘူးကိုကတကယ်လိုချင်တာလားအဲ့ဒီလိုချင်တဲ့အပေါ်မှာကိုကယုံကြည်မှုရှိတာလားမရှိတာလားဆိုတဲ့အပေါ်မှာပဲဒါချမ်းတို့အကုန်လုံးကကွဲပြားသွားတာအဲ့တော့ချမ်းလဲလုံနိုင်တယ်လို့အခုဒီမှာကြည့်နေတဲ့လူတွေကလည်းလုံနိုင်တယ်ဒါပေမဲ့ချမ်းတို့ကနေပဲတူချင်မှတော့တူမယ်ဒါပေမဲ့ကိုလှုပ်ချင်တဲ့အရာတွေကိုလူတိုင်းကဘယ်ဘဝအခြေအနေရောက်တကယ်ကိုလုံနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချမ်းအခုပြောပြချင်တာတခုရှိရဲအဲ့ဒါတော့စိတ်ပိုင်းဆိုင်ရာကိုဘယ်လိုထားမလဲဆိုတော့ချမ်းပြပြမယ်နော်ဒါပေမဲ့အဲ့ဒီဟာဒီမေးခွန်းထဲမှာတော့ပါပြီးပြီလို့တော့ချမ်းမြင်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုပြန်ပြီးဖြည့်ဆွတ်ပြီးတော့ထပ်ဖြည့်ပေးမယ်ပေါ့နော်အဲ့တော့ချမ်းလိုချင်ခဲ့တဲ့ဒီနေ့ဒီချိန်ထိချမ်းဖြစ်ချင်ခဲ့တဲ့အရာတွေချမ်းလိုချင်ခဲ့တဲ့အရာတွေကိုချမ်းကစိတ်နဲ့ပဲသွားတာဟိုစူးစားတယ်ချမ်းအောင်စူးစားတယ်အရန်စူးစားတာပဲလို့ပြောရင်လေချမ်းကဟိုတိတ်ပြီးတော့ပျော်ရွှင်မှုမရှိဘူးဘာလို့ဆိုချမ်းကစူးစားတာကနည်းနည်းပဲစူးစားတာတိလားအရင်စူးစားတာမဟုတ်ဒါပေမဲ့လူတွေရဲ့အမြင်မှာတော့ချမ်းအမြင်အရာဘလုံးကအများကြီးစူးစားနေလို့မြင်မှာပေါ့လေဒါပေမဲ့ချမ်းအများကြီးစူးစားတာမဟုတ်နည်းနည်းပဲစူးစားတာဒါပေမဲ့စိတ်ကို100%
on ထားတာတစ်ချိန်လုံးအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ချမ်းပြပြမယ်နော်အဲ့တော့နံပါတ်1ကကြတော့ကိုဖြစ်ချင်တာကိုသိအောင်အဲ့လိုသိအောင်လုပ်ကြမယ်ကိုဘာလိုချင်လဲကိုဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲပြီးတော့ who I am ငါဘယ်သူလဲခုနကချမ်းပြောခဲ့တယ်တမုံထူးချရမယ် unique ဖြစ်ကြမယ်အဲ့ဒီချိန်မှာငါဘယ်သူလဲဆိုတာကိုသိရမယ်အဲ့ဒါနံပါတ်1တစ်ချက်ကိုဖြစ်ချင်တာကိုသိအောင်လုပ်ရမယ်ကိုဘာလိုချင်လဲဆိုတာကိုကွဲပြက်သိအောင်လုပ်ရမယ်အဲ့တော့ social media ပေါ်မှာ brain wash လုပ်ခံထားတိုင်းအဲ့လိုသူများတွေကတခုခုကို achievement ရသွားတိုင်းအောင်မြင်သွားတိုင်းသူများနိုင်ငံခြားမှာကြောင်းတက်တိုင်းကိုကတကယ်ရောကြောင်းတက်ချင်လို့လားသူများတွေကဒီ social media မှာအောင်မြင်တိုင်းကိုကတကယ်ရော social media မှာအောင်မြင်ချင်လို့လားတခုခုကိုလိုချင်ပြီဆိုရင်နောက်က pressure လိုက်လာတယ်ဆိုတော့လည်းသတိထားရမယ် social media မှာအောင်မြင်တိုင်းလည်းမကောင်း social media မှာအောင်မြင်အပြောခံမယ်အစဲခံမယ်အဲ့ဒါတွေရှိတယ်အဲ့ဒီတန်ကိုခံနိုင်လားအဲ့တော့သူများတွေ social media မှာနာမည်ကြီးချင်တိုင်းကိုကတကယ်နာမည်ကြီးချင်တာလားကိုကိုတေချာသိအောင်လို့ကိုကတကယ်အိမ်အကြီးလိုချင်တာလားအဲ့ဒါတေချာသိအောင်လို့အဲ့ဒါချမ်းပြပြမယ်နော်ချမ်းဆိုလို့ရှိရင်နော်အရန်ပတ်စံနေအများကြီးရှိလာလို့ရှိရင်အဲ့ဒါကိုတော့ချမ်းလက်ခံမယ် okay ချမ်းလောက်တလောက်ကြိုးစားတလောက်ချမ်းစီကိုပတ်စံနေအများကြီးဝင်လာတယ်ချမ်းလက်ခံတယ်ဒါပေမဲ့ချမ်းပတ်စံနေအများကြီးရှိလာလို့ရှိရင်ချမ်းအိမ်အကြီးနဲ့နေချင်လားမင်းချမ်းမနေချင်သူများတွေအဲ့လိုခန်းသားတဲ့အိမ်ကြီးတွေတိုက်ကြီးတွေနဲ့နေတယ်ဒါပေမဲ့ချမ်းမလို့ချင်အဲ့ဒီအရာကိုချမ်းလုံးဝမလို့ချင်ချမ်းကအိမ်လုံးဝအကြီးမဟုတ်တဲ့ချမ်းတို့မိသားစုနေလို့ရမယ်အိမ်လေးထဲမှာနွန်းနွန်းထွေးလေးနဲ့အဲ့ဒီအိမ်လေးကိုလှလှလေးဖြစ်ရင်ရပြီအပင်လေးတွေနဲ့ပေါ့ဒါပဲချမ်းလို့ချင်တာဒါပဲအဲ့တော့ကိုဘာလို့ချင်လဲဆိုတော့အဲ့လိုမျိုးတိကျသိရမယ်ကွာသူများလိုချင်တိုင်းကိုလိုက်လိုချင်လို့မရဘူးဒါပေမဲ့ကိုတကယ်လိုချင်တာလားဆိုတာကိုလည်းကိုယ့်ကိုပြန်ပြီးပေါ့အဲ့ဒါနံပါတ်1တစ်ချက်ကိုဖြစ်ချင်တာလိုချင်တာကိုသိအောင်လုပ်ရမယ်know who I am we have to know who I am know what I want အဲ့ဒါကိုသိအောင်လုပ်ရမယ်နံပါတ်2တစ်ချက်ဆွမ်းနာချမ်းပြောခဲ့တယ် beliefs တွေကို limit လုပ်ထားလို့မရကိုယ့်ရဲ့ယုံကြည်ချက်ကို limit မလုပ်ထားနဲ့ဥမာကွာကိုကဒီလ9သိန်းပဲရှာနိုင်တယ်ပဲထားပါတော့ငါဒီလတော့9သိန်းပဲရတယ်ငါလိုချင်တဲ့တလောက်သိန်း100ရနိုင်ပါမလား no အဲ့လိုလုပ်လို့မရဒါစိတ်ပိုင်းဆိုင်ရာမှာ beliefs တွေကို limit လုပ်လိုက်တဲ့အခါမှာတက်မလာဘူးအဲ့ဒီ energy ဆက်တက်မလာလို့ရှိရင်ဘလို့မှဟိုဘက်က lot of attraction ရ universe ကပေးမဲ့အရာတွေကကိုယ့်စီကိုအဲ့ဒီ limit လုပ်ထားရင်ဘလို့မှဝင်လို့မရဘူးကွာအဲ့ဒါကြောင့်မလို့ယုံကြည်ချက်တွေကို limit မလုပ်ထားနဲ့ကိုကအိမ်ကြီးကားကြီးပတ်စံနေတိမ်တောင်လိုချင်နေဆိုရင်အဲ့ဒီနဲ့တူတဲ့ energy ကိုဟိုအမြင့်ဆုံးမှာထားဖို့လိုတယ်အဲ့ဒီယုံကြည်ချက်ကိုဟိုအမြင့်ဆုံးမှာထားဖို့လိုတယ်အခုဘဝအခြေအနေနဲ့နှိုင်းပြီးတော့မဖြစ်နိုင်ဘူးလို့တွေးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ချမ်းဗီဒီယိုစစချင်းမှာပြောခဲ့တယ်ကွာအခုတွေးလိုက်တဲ့အတွေးအခုပြောလိုက်တဲ့စကားအခုယုံကြည်လိုက်တဲ့ယုံကြည်ချက်ကအနာဂတ်မှာဖြစ်လာမဲ့မျိုးစေ့အဲ့ဒါသေချာပေါ့နော်အဲ့ဒါကြောင့်မို့အခုလက်ရှိမှာချမ်းတို့အနေထားအရာငါတိတ်တောင်းရှာနိုင်ပါမလားငါကားတစ်စီးဝယ်နိုင်ပါမလားငါအဲ့ဒီအိမ်ကြီးနဲ့နေနိုင်ပါမလားဒါဥပမာပြောရအောင်အိမ်ဒီကားတွေတိတ်တောင်းဆိုတာအဲ့လိုတွေးလို့မရဘူးအဲ့တော့ယုံကြည်ချက်တွေကို limit မလုပ်ပါနဲ့ယုံကြည်ချက်တွေကို infinity ထားပါနော်အတိုင်းအဆမရှိထားပါကိုဖြစ်ချင်တာတွေကို100% ထပ်ပို့ပြီးတော့ယုံကြည်လိုက်ပါယုံကြည်ရင်50%ကအောင်မြင်သွားပြီကျန်တဲ့50%ကကျွန်တော် action နဲ့သွားရမယ်ဆိုတော့ချမ်းခုနပြောတယ်ကွာနံပါတ်1တစ်ချက်နောက်တစ်ခုကကြတော့နံပါတ်3အဲ့လိုကိုဖြစ်ချင်တာတွေကိုသိပြီဆိုလို့ရှိရင်စိတ်ထဲမှာပဲမထားနဲ့စာအုပ်ထဲမှာချရေးတိတိကျကျကိုပြပြသိသွားအောင်ချရေးအဲ့တော့ဗီဒီယိုကိုသိလားလေ့လာတယ်လူတွေကလေ့လာလားဆိုရင်လေ့လာတယ်ပြီးလို့ရှိရင်လက်တွေ့မလုပ်တာအဲ့ဒီလက်တွေ့လုပ်ဖို့သူတို့မေ့သွားလို့လေသိရမှာအချက်လက်တွေကိုသူတို့မေ့သွားလို့အဲ့တော့အမြဲတမ်းစာအုပ်တအုပ်ဘောပင်သို့မဟုတ်ဖုန်းထဲမှာ note အမြဲတမ်းချရေးထားမယ်ကိုယ်စိတ်ကူးတွေပေါ်လာတဲ့မြတ်ဘက်ကနေလို့ချရေးလိုက်အဲ့လိုမျိုးချရေးတာအရင်ကောင်းတယ်အဲ့လို note ထုတ်ထားတာအရင်ကောင်းတယ်ချမ်းဆိုလို့ရှိရင်တိရစရွယ်ကွာအဲ့ဒီ9တန်း10တန်းလောက်တည်းကချင်းမှာအဲ့ဒီ diary စာအုပ်တွေအပြည့်အခုချိန်ထိလည်းအရှိနေတော့မယ်အိမ်မှာအဲ့9တန်းနဲ့ diary စာအုပ်တွေအခုရှိသေးတယ် diary စာအုပ်မရှိလို့ရှိရင် A4 စာရွက်တွေကိုဖျဲပြီးချမ်းတစ်ချိန်လုံးရေးနေတယ်ဘာတွေရေးလဲတလားချမ်းစိတ်ထဲမှာပေါ်လာပြီဆိုရင်အဲ့ပေါ်လာတဲ့စိတ်ကိုရေးတယ်ငါကဘာပတ်ချင်အဓိကတော့အေးရစာရွက်တွေအကုန်လုံးထဲမှာပြည့်နေတာငါကဘာပတ်ချင်တယ်ဆိုတဲ့စာချောင်းကအပြည့်ပဲအဲ့တော့ငါကဘာပတ်ချင်တယ်ကိုတွေးလိုက်ပြီဆိုတာနဲ့ချရေးတာပြီးရင်ငါဘလို့အိမ်လေးလိုချင်တယ်ငါဘလို့ခေါင်းဝင်လေးဝတ်ချင်တယ်ငါဘလို့ဘဝပုံစံမျိုးနဲ့နေထိုင်ချင်တယ်ငါမိသားစုနဲ့ငါဘလို့ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်တယ်ကိုယ့်ရဲ့စိတ်ကူးထဲမှာဖြစ်လာတာနဲ့မျှအဲ့ဒီဟာကိုရှင်းရှင်းလင်းလင်းတိတိကျကျဖြစ်အောင်ချရေးရမယ်နော်အတွေးထဲမှာပဲထားလို့မရဘူးအတွေးထဲမှာထားရင်ခဏနေပျောက်သွားလိမ့်မယ်ဆိုတော့အတွေးထဲမှာပဲမထားနဲ့လေးလာထားသမျှပေါ်လာသမျှစိတ်ကူးစိတ်တန်းဖြစ်ချင်တဲ့ဆန္ဒတွေအကုန်လုံးစာအုပ်ထဲမှာချရေးအဲ့တော့အခုဒီဗီဒီယိုကိုကြည့်ပြီးသွားရင်တော့မှချရေးလိုက်ပေါ့နော်ကိုဘာဖြစ်ချင်တာလဲကိုတိတိကျကျရေး social media ပေါ်မှာသူများတွေကိုကြည့်ပြီးတိုင်းငါလည်းလို့ဖြစ်ချင်လိုက်တာဆိုတော့အတွေးမဝင်စေနဲ့အဲ့ဒါတွေကကိုယ်ရက်တန့်စေမယ့်အရာတွေကွာသိလားအဲ့တော့ကိုလိုချင်တာတိတိကျကျဖြစ်အောင်ချရေးပါနံပါတ်3တစ်ချက်ကကြတော့မြင်အောင်ရမယ်
အဲ့ဒီမြင်အောင်လဲဆိုတော့အလကားအလုံးမဟုတ်ဘူးဘာလို့လဲဆိုလို့ရှိရင်ဒါ channel ရဲ့ဒီ psychology သဘောတရားအရာဒီအုံနောက်ကပုံရိပ်တွေကိုထုတ်ပေးတယ်အဲ့ဒီအုံနောက်ကပုံရိပ်တွေနဲ့အလုပ်လုပ်တယ်အဲ့တော့ channel စိတ်ကူးပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကူးကိုလေအုံနောက်ကပုံရိပ်တွေနဲ့ထုတ်ပေးတယ်ကွာသိလားအခုတခုခုလိုချင်တယ်ဆန္ဒရှိပြီဆိုလို့ရှိရင် channel အဲ့ဒါကိုမမြင်ရဘူးလားစိတ်ထဲမှာစိတ်ကူးမရင်ဘူးလားအဲ့တော့လူတွေကစိတ်ကူးရင်တော့အပေါ်လုံးလို့ထင်တယ်မဟုတ်ဘူးစိတ်ကူးရင်လည်းဆိုအပေါ်လုံးမဟုတ်ဘူးစိတ်ကူးရင်လည်းဆိုကောင်းတဲ့အလုပ်စိတ်ကူးရင်မှသာလေရင်အဲ့ဒီအရာတွေဖြစ်ပေါ်လာမှာစိတ်ကူးမရင်မဲနဲ့အဲ့ဒီအရာတွေမဖြစ်ပေါ်လာဘူးအဲ့တော့အိမ်မက်နဲ့စိတ်ကူးကတော့အတူတူပဲအိမ်မက်စိတ်ကူးဆိုတာကလုံရဲမတ်ရဲတဲ့ရှိရဲတဲ့လူမှသာလေရင်အကောင့်ထဲဖော်နိုင်တာဒါကြောင့်မို့လို့စိတ်ကူးရင်ဖို့မကြောက်နဲ့စိတ်ကူးရင်တာတေးသေးလေးလည်းရင်လို့ရတယ်အကြီးလည်းရင်လို့ရတယ်အဲ့တော့လူတွေ brain wash လုပ်ခံထားတယ်ဘာလဲဆိုတော့စိတ်ကူးတွေအများကြီးရင်မိသွားတယ်ဆိုလို့ရှိရင်ဘေးနားလူတွေကကိုယ့်ကိုလေဝိုင်းထားတော့မယ်စိတ်ကူးရင်ကောင်းနေပြန်ပြီလေထဲမှာတိုက်ဆောက်နေပြန်ပြီလေထဲမှာအိမ်ဆောက်နေပြန်ပြီလာတော့မယ်အဲ့ဒါတွေက brain wash လုပ်ခံထားတာအဲ့ဒီစကားတွေကိုနားထောင်စရာမလိုဘူးစိတ်ကူးရင်လည်းဆိုတော့ကောင်းတဲ့အလုပ်စိတ်ကူးကိုတတ်နိုင်တဲ့လောက်ကြီးတဲ့လောက်အဲ့လိုမျိုးရင်စိတ်ကူးရင်မှတာလျင် channel ရဲ့ action ကနောက်ကလိုက်လာမှလीဟုတ်တယ်မလားအဲ့တော့ visualization ဆိုတဲ့စိတ်ကူးရင်ပြီဆိုလို့ရှိရင်ပုံရိပ်တွေကိုအုံနောက်ကထုတ်ပေးတယ်အဲ့ဒါကို channel ကအမြဲတမ်းဥပမာကွာ channel ဆိုလို့ရှိရင်ကဘာပတ်ချင်တာဖြစ်တဲ့ကြောင့်မလို့ကဘာပတ်ချင်တယ်လို့စိတ်ကတွေးမိပြီဆိုရင် channel စိတ်ကူးထဲမှာမြင်လိုက်တာ channel မျက်နှာနဲ့ကြောပွေးတစ်လုံးနဲ့ကင်မရာတစ်လုံးနဲ့ဒေါ်လာကင်ထားတယ် channel သွားနေပြီနော်တောင်တန်းကြီးတွေစီပင်လယ်ကြီးတွေစီ channel သွားနေပြီဒါပေမဲ့အဲ့နေရာတွေကဘာမှလဲတော့ channel မသိဘူးအဲ့ဒါကို visualization လို့ခေါ်တယ်အဲ့ဒါတွေကိုဇက်တိုက်တွေးပါများလာရင်အဲ့ဒီပုံရိပ်တွေကိုအုံနောက်ကမသိစိတ်ထဲကိုအဲ့ဒီ self conscious mind နဲ့ကိုပို့ပေးတယ်အဲ့ဒီမသိစိတ်ထဲကိုပို့ပေးပြီးပြီဆိုလို့ရှိရင်အဲ့ဒီမသိစိတ်ကဘာတွေနဲ့အလုပ်လုပ်လဲဆိုလို့ရှိရင်အဲ့ဒီ universe နဲ့အဲ့ဒီ frequency vibration တွေနဲ့ချိတ်ဆက်ပြီးလုပ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီအရာအတွက် channel စိတ်ကူးရင်လိုက်တဲ့အရာတွေအတွက်တူညီတဲ့ opportunities တွေကို channel က attract လုပ်မိတယ်အဲ့ဒီအချိန်မှာကဘာပတ်ချင်လဲဆိုတဲ့လူကအဲ့ဒီကဘာပတ်မဲ့နီးလန်းတွေကိုရှာတွေ့လာတယ်အမေရိကန်တော့ attract လုပ်လိုက်တာတိလားအဲ့တော့လောကကြီးမှာ magnet တန်လိုက်စကွင်းနေနဲ့လှုပ်လှုပ်တယ်တက်ရှိတွေရောတက်မဲ့တွေရောတန်လိုက်စကွင်းနေနဲ့လှုပ်လှုပ်တယ်အဲ့ဒါကိုဘယ်တော့မှမမေ့နဲ့ကိုဖြစ်ချင်တာတွေကိုတွေးပြီးဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုကိုကစွဲငင်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာအရာနဲ့ပတ်သက်တဲ့ opportunities တွေကကိုယ့်စီကိုရောက်လာတယ်ဒါကြောင့်မို့လို့အုံနောက်ထဲမှာပုံဖော်ဖို့ visualization လုပ်ဖို့ဘယ်တော့မှမမေ့နဲ့အဲ့တော့ဒါနံပါတ်3တစ်ချက်ပေါ့နော်နံပါတ်1နဲ့3ဟုတ်တယ်နောက်တစ်ခုကျတော့ believe and feel အဲ့တော့ visualization လုပ်ပြီးပုံရိပ်တွေကိုမြင်ပြီးဆိုလို့ရှိရင် channel အနေနဲ့နောက်တစ်ချက်လောက်ကမှာစွမ်းနာပြောခဲ့တယ်ကွာယုံကြည်ချက်အဲ့ဒီပုံမှာလေပါဇက်ကသာငါဖြစ်ချင်တယ်လှုပ်ချင်တယ်ငါကဘာပတ်မှာလို့သာပြောနေပေမဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေတွေနဲ့နှိုင်းပြီးတော့အဲ့ belief ဆိုတဲ့နေရာမှာ 100% မဟုတ်ရင်အဲ့ဒီအရာဖြစ်မလာဘူးတိလား 100% ဖြစ်မှသာလျှင်အဲ့ဒီအရာဖြစ်လာမှာအဲ့တော့အဲ့ဒီအရာကိုအဲ့ဒီပုံဖော်နေတဲ့အချိန်မှာ visualization လုပ်နေတဲ့အချိန်မှာ channel ကငါတကယ်ဖြစ်နေပြီဆိုတဲ့အတိုင်းယုံကြည်ထားရမယ်နော်ပြီးလို့ရှိရင် feel ဆိုတာကအဲ့ဒီဟာတကယ်ဖြစ်လာပြီဆိုလို့ရှိရင် channel ဘယ်လိုခံစားရမလဲဘယ်လိုပျော်ရွှင်နေမလဲဆိုတဲ့ခံစားချက်ကိုအခုချိန်မှာခံစားကြည့်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒီအရာတကယ်ဖြစ်လာမှာအဲ့တော့ belief and feel နောက်ထပ်တစ်ချက်ကကြတော့ positive affirmation ဆိုတာကဒီအုံနောက်ကို reprogramming ပြန်လုပ်တာနဲ့အတူတူပဲအဲ့တော့ channel ကမြန်မာပြည်မှာမွေးဖွားလာတဲ့လျှောက်မြန်မာပြည်ဆိုတာအမြဲတမ်းတစ်ချိန်လုံးကိုဂျင်းထည့်ထားတဲ့ brain wash လုပ်ထားတဲ့နိုင်ငံဒါကြောင့်မလို့အမြဲတမ်းမိဘတွေဆွေမျိုးတွေအဲ့ဒီအစင်ဆက်ကွာသိရမလားဘယ်တော့မှကိုကကောင်းမွန်တဲ့ကြီးမားတဲ့အရာတွေနဲ့မထိုက်တန်ဘူးဆိုတဲ့ brain wash လုပ်ထားတာမဖြစ်နိုင်ဘူးလို့ပဲ brain wash လုပ်ထားတယ်ဒါကြောင့်မလို့အဲ့ဒီဟာကို channel အုံနောက်မှာအဲ့ဒီအရာကိုဆွဲကပ်နေတဲ့အရာကို reprogram ပြန်လုပ်လို့ရအဲ့ဒီအရာကိုဘယ်လိုလုပ်ရမှာလဲဆိုရင်အဲ့ဒီ positive affirmation တွေရွတ်တာနဲ့လုပ်လို့ရအဲ့တော့ချမ်းခုနပြောခဲ့တယ်လေဆက်စချင်းမှာစကားလုံးတွေက energy ရှိတယ်လို့ချမ်းပြောခဲ့တယ်မလားအဲ့တော့ positive affirmation ဆိုတာကကောင်းမွန်တဲ့ affirmation တွေကိုရွတ်ပြီးဆိုလို့ရှိရင်အဲ့ဒီစကားလုံးတွေမှာ energy တွေစီးဆင်းသွားတယ်အဲ့ဒီစီးဆင်းသွားတဲ့အလျောက် universe က lot of attraction တွေနဲ့ဒီနေရာဝဲပြန်လာပြီကြည့်အဲ့ဒီအရာတွေကို channel C ကို opportunities တွေကိုပြန်လွှတ်ပေးတယ်အဓိကတော့အဲ့ဒါပဲပေါ့နော်အဲ့တော့ positive affirmation တွေကိုရွတ်ပါအဲ့တော့ positive affirmation တွေကဘာတွေလဲဆိုလို့ရှိရင်ဥမာကွာငါတော်တယ်ငါလုံနိုင်တယ်ငါကငါယုံကြည်မှုရှိတယ်ငါလှတယ်ငါပြည့်စုံပြီးသားငါမှာအကုန်လုံးငါလိုအပ်ချက်တွေအကုန်လုံးရှိတယ်ငါမှာခြေတွေလက်တွေရှိတယ်မျိုးလုံးမြင်ရတယ်စားနိုင်တယ်တောက်နိုင်တယ်သွားနိုင်တယ်ငါမှာငါစူးစမ်းနိုင်တယ်ငါမှာအကုန်ရှိတယ်ပြီးတော့ဘေးမှာငါရဲ့မိသားစုရှိတယ်နော်ငါချစ်ရတဲ့လူတွေရှိတယ်ငါ့ကိုဂရုစိုက်ပေးတဲ့လူတွေရှိတယ်
အဲ့ဒီ positive affirmation တွေကိုနေတိုင်းရွတ်ပြီးတော့ channel ရဲ့မသိစိတ်ထဲမှာနှစ်ပေါင်းများစွာအကြာဆွဲကပ်နေတဲ့အဲ့မဖြစ်နိုင်ဘူးလေယုံကြည်ချက်တွေ brainwash လုပ်ခံရတဲ့မကောင်းတဲ့အတွေးတွေเนาะအကုန်လုံးကိုဖျောက်ဖျက်လို့ရပါတယ်ဒါကို positive affirmation ရွတ်ပြီးတော့လုပ်ရမှာပါ positive affirmation ရွတ်တာကိုတစ်နေ့ကိုတစ်ခါတည်းရွတ်လို့မရဘူးအများနဲ့သတိထားပြီးတော့မှအချိန်တိုင်းလို့ရွတ်เนาะအထက်ကအဲ့ကြောင့်မို့ဒီထဲမှာဒါဘာသာပေါင်းစုံလည်းပါမယ်ပေါ့နော် channel ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒါဖျားရှိခိုးတယ်ဆိုတာလေဒါ positive affirmation တွေရွတ်တာနဲ့တူတူပဲဒါကောင်းမွန်တဲ့စကားတွေကိုရွတ်ချင်းအဖြစ်ကောင်းမွန်တဲ့ဒီ energy တွေစီးဆင်းသွားပြီးတော့မှကိုယ့်စီကိုကောင်းမွန်တဲ့အခွင့်အရေးတွေအရာတွေကပြန်ရောက်လာတယ်ဒါက law of attraction ဥပဒေတာပေါ့နော် okay ဒါ positive affirmation ဒီနေ့စာပြောရွတ်ကြမယ်နောက်တစ်ခု journaling ခုနပြောတဲ့ချမ်းပြောတယ်ချမ်းငငယ်တွေကဒိုင်ယာရီစာအုပ်တွေအပြည့်ပဲလို့ချမ်းပြောတယ်နော်အဲ့တော့ journaling လုပ်တယ်ဆိုတာကစာချရေးတယ်ဆိုတာကအမှန်တကယ်တော့စာရေးစရာမှရေးရတာမဟုတ်ဘူးငါစာလေးရေးရမယ်ငါဒါမဲ့ငါစာရေးစရာမလိုဘူးလေလိုလို့လားလိုတယ်အဲ့တော့ဆွမ်းနာချမ်းပြောတယ်လေစာချမရေးလိုက်ဘူးဆိုလို့ရှိရင်အတွေးဆိုတာခဏနေပျောက်သွားတာလို့နော်အတွေးကိုအကြာကြီးလဲစက်မတွေးနိုင်ဘူးအတွေးကနော်69မျိုးလောက်အချိန်တိုင်းတွေးနေတာလေသိရမလားအချိန်တိုင်းအတွေးဘောင်းစုံဝင်နေတာလေအဲ့တော့အတွေးတစ်ခုတည်းကိုအကြာကြီးမထိန်းထားနိုင်ဘူးဒါကြောင့်မို့လို့ journaling ကိုခံစားရတာကိုဖြစ်ချင်တာကိုတွေးနေတဲ့အတွေ့အကြုံတွေအကုန်လုံးစာအုပ်ထဲကိုတစ်နေ့ကိုတစ်ခေါက်သုံးဖို့တစ်ပတ်ကို2ခေါက်လောက်တော့ချရေးပေးရအဲ့တော့ချမ်းဆိုလို့ရှိရင်ပျော်သည်ဖြစ်စေအခက်အခဲတွေတွေ့သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေစိတ်တွေရှုပ်နေတာဖြစ်စေတခုခုကိုဘယ်လိုမျိုးအရှုံးပေးခြင်းစိတ်တွေပေါ်လာတာဖြစ်စေနော်အမြဲတမ်း journaling လုပ်တယ်ချရေးတယ်အဲ့ဒီချရေးနဲ့ချမ်းတို့ကလေဘယ်လိုပြောရမလဲဟိုကပြန်ပြီးတော့မှငါဒီရောက်ဘယ်လိုပြန်လို့ရင်ကောင်းမလဲဆိုတော့နီးလန်းကိုရေးရင်းနဲ့ကွက်ကိုတိလာတာအဲ့တော့သူများကိုရင်ဖွင့်တာထက် journaling လုပ်လိုက်လို့ရှိရင်ကိုယ်တိုင်နီးလန်းကိုယ့်ဘက်ကိုပြန်ရှာဖွေတက်တယ်ဆိုတာကိုဒါချမ်းသိနေချင်တာကွာနောက်တစ်ချက်gratitude နောက်ဆုံးပေါ့နော် gratitude အရေးကြီးဆုံးပဲအဲ့တော့ကိုဖြစ်ချင်တာတွေကိုလိုချင်တာတွေကလေအဲ့လိုလောဘတွေဒေါသတွေနဲ့အဲ့လိုလောဘစောတိုက်နေဘယ်တော့မှမဖြစ်ဘူးအဲ့တော့အဓိက gratitude ကျေးဇူးတရားဆိုတာတစုံတစ်ယောက်ကကိုယ့်ကိုကူညီပေးလိုက်လို့ကျေးဇူးတင်ပါတယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးเนาะအဲ့ဒါလည်းပါတာပေါ့ဒါပေမဲ့အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးချမ်းတို့ကလေလူတိုင်းမှာခန္ဓာကိုယ်တစ်ခုပါလာတယ်ဒါပြည့်စုံပြီးသားအဲ့ဒါကိုကျေးဇူးတင်တတ်ရမယ်เนาะအဲ့အရာကိုကျေးဇူးတင်တတ်ရမယ်နောက်တစ်ခု24/7 24နာရီ9ရက်လူတိုင်းမှာရှိတယ်အဲ့ဒါကိုကျေးဇူးတင်တတ်ရမယ်เนาะအသက်ရှင်မှုထမင်းအခုဒီမှာကြည့်နေတဲ့လူတွေအကုန်လုံးထမင်းနေတိုင်းစားရတယ်ထမင်းမစားရတဲ့လူတယောက်မှမပါဘူးအဲ့ဒါကိုကျေးဇူးတင်တတ်ရမယ်နော်နောက်တစ်ခုအောက်ဆီဂျင်နဲ့ရှူရှိုက်တယ်အဲ့ဒီအောက်ဆီဂျင်နဲ့ကျေးဇူးတင်တတ်ရမယ်ပြောရလို့ရှိရင်ကွာကို့မှာလေလိုအပ်တာတွေမှတည်းအကုန်ရှိပြီးသားအဲ့ဒါတွေကိုဘာကြောင့်ထိုင်ညီးပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့အတွေးလေးတစ်ခုတည်းနဲ့ပိတ်ထားမှလဲပေါ့ချမ်းပြောချင်တာဟုတ်တယ်နော်ကို့မှာလိုအပ်တာတွေလိုအပ်ချက်တွေအကုန်ရှိတယ်ဒါပေမဲ့ဘာတွေကိုတွေးပြီးတော့မဖြစ်နိုင်တော့ပါဘူးဆိုတော့အဲ့လိုမျိုးကြီးဟိုတိုင်းချလိုက်ပြီးတော့ရှေ့ဆက်သွားလို့မရဘူးအမှရှေ့ဆက်လုံးဝသွားလို့မရဆိုတော့အဲ့ဒီဟာကိုဖယ်လိုက်ကို့မှာလိုအပ်တာတွေအကုန်ရှိပြီးသားအဲ့မှာ gratitude ဆိုတဲ့ဟိုကျေးဇူးတရားတည်တဲ့ခြင်းတွေပါဝင်ပြီဆိုလို့ရှိရင်အချိန်နဲ့သွားလို့ရပြီအဲ့တော့ဒီနေ့ကစပြီးတော့ကိုယ့်ကိုချစ်ခင်ပေးတဲ့လူတွေကိုအမြဲတမ်းကျေးဇူးတင်နော်သူတို့ရှိမှလည်းထုတ်ပြောစာထဲမှာလည်းချရေးနောက်တစ်ခုကိုယ့်အသက်ရှူရတဲ့လေတွေကိုလည်းကျေးဇူးတင်နွေးနွေးထွေးထွေးညဘက်မှာအိပ်ရတဲ့အတွက်အဲ့ဒီအိပ်ရခင်းတွေကိုလည်းကျေးဇူးတင်ကိုယ့်ရဲ့မိဘတွေကိုလည်းကျေးဇူးတင်ပြီးလို့ရှိရင်ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့လူတွေကိုယ့်ကိုဒုက္ခရောက်အောင်လုပ်တဲ့လူတွေကိုယ့်ကိုဝမ်းနည်းအောင်လုပ်တဲ့လူတွေ relationship ပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ဒဇိမ်ပဲဖြစ်ဖြစ်ကိုယ့် back comment လာပေးတဲ့မသိတဲ့လူတွေပဲဖြစ်ဖြစ်ကျေးဇူးတင်ဘာဖြစ်လို့လဲဆိုတော့လေသူတို့တွေကမုန်းရမယ့်လူတွေမဟုတ်ဘူးကွာကျေးဇူးတင်ရမယ့်လူတွေကြီးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ဒုက္ခရောက်စေတဲ့လူကသူကိုယ့်ဒုက္ခရောက်အောင်လုပ်လိုက်လို့ကိုကနောက်တစ်ခါအဲ့ဒုက္ခကိုမတွေ့အောင်ရှောင်တက်သွားပြီကိုယ့်အသေးခွဲသွားတဲ့လူကနောက်တစ်ခါကိုယ်အသေးမကွဲအောင်ဘယ်လိုနေရမလဲဆိုတော့သိသွားပြီဒါကြောင့်မို့လို့အဲ့လိုမျိုးဒုက္ခဖြစ်စေတဲ့ဝမ်းနည်းစေတဲ့လူတွေကအစကျေးဇူးတင်တတ်ရမယ်ပြီးတော့ဟိုးတသေးလေးကအစမနေ့အိယာထားတာနဲ့ဒီနေ့မနေ့မှငါရှင်ပန်လာရတဲ့အတွက်ငါအိမ်မက်တွေကိုအကောင်းနဲ့ဖော်ခွင့်ရှိသေးတဲ့အတွက်ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်အဲ့ဒီကျေးဇူးတင်တဲ့နှလုံးသားတစ်စုံကိုပိုင်ဆိုင်ထားတဲ့အခါမှာအဲ့ဒါကချမ်းတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာကိုလိုချင်တဲ့ဟာတွေကိုလုပ်အောင်ဖြစ်မြောက်အောင်လုပ်ဖို့အတွက်ဒါ basic thing အဲ့ဒါမပိုင်လုံးဝမဖြစ်ဘူးကျေးဇူးမတင်တတ်ရင်လုံးဝမဖြစ်ဘူးblame နဲ့စိတ်တွေတအားများနေလုံးဝမဖြစ်ဘူးဒါပေမဲ့ချမ်းထင်ပါတယ်ယုံကြည်ပါတယ်ဒီမှာရှိနေတဲ့လူတွေအကုန်လုံးသူများတကာကို blame ဖို့အချိန်ရနေတဲ့လူတွေမဟုတ်ဘူးလို့တော့ချမ်းယုံကြည်တယ်အဲ့တော့သူများတကာကို blame လို့ဘာရလဲဘာမှမရဘူးအကုသိုလ်တွေပဲရတယ်ပြီးရင်သူများတကာကို blame လိုက်ရင်မကောင်းတဲ့ energy တွေထွက်သွားတယ်မကောင်းတဲ့ energy တွေထွက်သွားပြီဆိုတာနဲ့မကောင်းတဲ့အရာတွေကိုအဲ့ဒီမှာလဲပတ်ပြီးတော့ကိုယ်စီပြန်လာတော့မယ်အဲ့ဒါဆိုရင်ကိုအဆင်ပြေပါမလားကိုရဲ့ရှေ့လျှောက်ဖြစ်ချင်တာတွေနဲ့
ဟောအိမ်မက်တွေကတော့အကြီးမှတ်ထားတာပဲလိုချင်တာတွေကလည်းအများကြီးဖြစ်ချင်တာတွေကလည်းအကြီးဒါပေမဲ့ကိုကအားနဲ့သူများတွေကိုလိုက်ပလိမ့်နေသူများကိစ္စတွေစိတ်ဝင်စားတယ်မကောင်းတဲ့ energy တွေခဏခဏထုတ်လို့နေတယ်ဆိုလို့ရှိရင်ကိုယ့်စီကိုမကောင်းတဲ့ energy တွေပဲပြန်လာမှာဒါကြောင့်မို့လို့မကောင်းတဲ့အရာတွေဆိုရင်တွေးတော့မတွေးနဲ့ဟို channel ရဲ့ဖေးဟောရတယ်သူတော်ကောင်းတရားနဲ့နေထိုင်ရမယ်ကောင်းသောစကားပြောကောင်းသောအတွေးကိုတွေးကောင်းသောအလုပ်ကိုလုပ်အဲ့ဒါမျိုးတွေပေါ့နော်ကောင်းခြင်းတရားတွေနဲ့နေထိုင်အဲ့ဒါဆိုလို့ရှိရင် channel ရဲ့ manifestation တွေအများဆုံးပြေဝလာလိမ့်မယ်ချမ်းဆိုလို့ရှိရင်ကွာချမ်းဖြစ်ချင်တာတွေကိုစူးစမ်းခဲ့တာတကယ်နည်းနည်းလေးပါချမ်းအဲ့ဒီ manifestation တွေအဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေနဲ့ဒါအရှိန်နဲ့ကိုတွားခဲ့လို့ချမ်းအခုလိုမျိုးဖြစ်လာတာဒါစိတ်ကဥဆောင်ခဲ့လို့ပဲအဓိကတော့ချမ်းတာပဲပြောချင်တယ်အဲ့တော့ချမ်းပြောတာတွေကိုမယုံဆိုရင်ချမ်းကိုပဲကြည့်ကွာသိရမလားချမ်းကိုပဲကြည့်ချမ်းအခုကြိုးစားလာခဲ့ဒီနေ့ဒီချိန်ဒီချမ်းဖြစ်ချင်တာတွေတစ်ခုတစ်ခုဖြစ်လာတယ်အခုလည်းကြိုးစားနေတော့မယ်ဆက်သွားအောင်မယ်အဓိကတော့အဲ့ဒါပေါ့ဆိုတော့ချမ်းပြောတာတွေကိုသေချာမှတ်ထားပြီးလုပ်စေချင်ပါတယ်နောက်တစ်ချက်ကကြတော့အဲ့ဒီအချက်တွေပြီးသွားပြီဆိုလို့ရှိရင် take action ယူရတော့မယ် action ယူဖို့ဆိုလို့ရှိရင်မခက်ဘူးတခုခုလုပ်ရမှာမလုပ်ချင်ဘူးပြီးလို့ရှိရင်အဲ့ဒီတခုခုလုံးမဲ့နေအောင်မရောက်ဘူးပြင်ကိုယ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါဘာလို့လဲသိလား